Okay. ကျွန်တော်တို့စာမျက်နှာ139ကနေเนาะခေါင်းစဉ်ခေါင်းကင်တစ်မြေကြီးတစ်ရဲ့ခေါင်းစဉ်ရဲ့ဒီနေ့ကျွန်တော်တို့စီစဉ်မဲ့ခေါင်းစဉ်ကလေเนาะဆင်ကျင်မဲ့ခေါင်းစဉ်ကတော့၄ခုပေါ့เนาะခေါင်းကင်တစ်နဲ့မြေကြီးတစ်ခေါင်းကင်မှာဆင်းသက်သည့်တန်ရှင်တော်မြို့တော်တန်ရှင်တော်မြို့တော် just เนาะတန်ရှင်တော်မြို့တော်၌နေထိုင်သူများဆိုတဲ့ခေါင်းစဉ်၄ခုနဲ့ကျမတို့ပေါ့နော်ဒီနေ့ဆင်ကျင်စားသုံးမှာဖြစ်တယ်ထူးဒီနေ့ကျွေးမွေးမဲ့ဝေစုကဗျာဒိတ်ကျမ်း21ရက်เนาะဒီနေ့အခြေအနေကိုကျမတို့ကိုပြန်ပြီးတော့ကျွေးမွေးမှာဖြစ်တယ်ကောင်းကင်တစ်နဲ့မြေကြီးတစ်ကဗျာဒိတ်21အငယ်1မှာဆိုရင်เนาะကောင်းကင်တစ်နဲ့မြေကြီးတစ်ကိုမြင်ရတယ်အဘယ်သို့နိဟုမူကရှေ့ကောင်းကင်နှင့်မြေကြီးသည်ရွေ့သွားပြီးထိုအခါမှဆ၍သမုတ်တရားမရှိတဲ့ဒါဆိုကပ္ပဦးကျမ်းအခန်း1မှာလည်းကျမတို့မြင်တွေ့ရတဲ့အရာကကောင်းကင်တစ်နဲ့เนาะကောင်းကင်နဲ့မြေကြီးကိုကျမတို့မြင်ရတဲ့အခြေအနေဒီဒါမူလအခြေအနေဖြစ်တယ်ဒီအခုကျမတို့ဗျာဒိတ်မှာကျမတို့မြင်ရတဲ့အရာကတော့ကောင်းကင်တစ်နဲ့မြေကြီးတစ်ဖြစ်တယ်ဒါဆိုလို့ရှိရင်ကပ္ပဦးကျမ်းမှာကျမတို့ပြန်ကြည့်ရင်တော့ကောင်းကင်နဲ့မြေကြီးမှာဆိုရင်တော့သမုတ်တရားရှိတယ်ဒါပေမဲ့ကျမတို့ဗျာဒိတ်မှာမြင်ရတဲ့ကောင်းကင်တစ်နဲ့မြေကြီးတစ်မှာတော့သမုတ်တရားမရှိတော့ဘူးဆိုတဲ့အရာပေါ့နော်ဆိုတော့အပိုက်ငယ်နေ့ကိုကျွန်တော်တို့ဆက်သွားမယ်ဆိုရင်တော့ဘာဆက်တွေ့ရတယ်လဲဆိုရင်တန်ရှင်တော်မြို့တော်ဒီဟုသောယေရုရှလင်မြို့တစ်သည်မိမိခင်ဘိုးအဖို့တစားဆင်ထားသောမင်္ဂလာဆောင်တို့သမီးကဲ့သို့ပြင်ဆင်လျက်ဖျားသခင်အထံတော်ကောင်းကင်ဘုံမှဆင်းသက်သည်ကိုမြင်ရတယ်။ဒါဆိုရင်အခုကျမတို့ကိုမြင်စေတဲ့ဒီယေရုရှလင်မြို့တစ်ပေါ့နော်။ဗျာဒိတ်16မှာကျမတို့တွေ့ရတဲ့အရာကကြတော့လေနော်။ယေရုရှလင်မြို့တစ်လို့နော်မရည်ညွှန်းထားပဲနဲ့သိုးတငယ်ရဲ့မင်္ဂလာဆောင်ပွဲနဲ့မိမနော်တစားဆင်ခြင်းအကြောင်းကိုပဲဖော်ပြထားတာတွေ့ရတယ်ပေါ့နော်တစားဆင်ခြင်းတစားဆင်ပြီးဆိုတဲ့အရာကိုတွေ့ရတယ်ဒါပေမဲ့ဒီ21ရဲ့မြင်ကွင်းကကြတော့ပြည့်စုံတဲ့မြင်ကွင်းဖြစ်တယ်ပေါ့နော်ဒါကဘာလဲဆိုလို့ရှိရင်ကောင်းကင်ကနေဆင်းသက်လာတယ်ဆိုတဲ့အရာကိုကျမတို့ကိုမြင်တွေ့စေပြီးတော့သုံးနှုန်းထားတဲ့เนาะအသုံးနှုန်းကလည်းပဲเนาะတန်ရှင်တော်မြို့တော်ဒီဟူသောယေရုရှလင်မြို့တစ်အနေနဲ့သုံးနှုန်းထားတာကိုကျမတို့တွေ့ရတယ်ပေါ့နော်ဒါဆိုလို့ရှိရင်အသင်းတော်ရဲ့အနေထားဟာမြင့်မားတဲ့အနေထားဆန်နှုံးဖြစ်တယ်လုံးလုံးမြေကြီးနဲ့မဆိုင်ဘူးဒါဟာလုံးလုံးကောင်းကင်ဆိုင်ရာဖြစ်တယ်ဆိုတဲ့အရာပေါ့နော်ဒီနေ့အခုလက်ရှိအနေထားနဲ့ကျမတို့ကြည့်မယ်ဆိုရင်တော့အသင်းတော်ဟာเนาะမြေကြီးနဲ့ဆက်နွယ်ပတ်သက်နေတုံးပဲဖြစ်တယ်เนาะအကုန်စင်နော်ဒီနေ့ဖျားပြန်လေရယူခြင်းရဲ့ကျမတို့ကိုမြင်စေတဲ့ဗျာဒိတ်21ရဲ့မြင်ကွင်းကတော့အခုလက်ရှိအနေထားမှာတော့ကျမတို့မမြင်ရသေးဘူးဒါပေမဲ့ကျမတို့မြင်တွေ့ရမယ့်အဆုံးရဲ့เนาะရက်လက်ကိုတော့ဗျာဒိတ်21မှာကျမတို့ကိုကြွေးမွေးထားတာဖြစ်တယ်ပေါ့နော်ဒါကြောင့်တန်ရှင်တော်မြို့ဒီဟူသောယေရုရှလင်မြို့တစ်ဟာမိမိခင်ဘိုးအဖို့တစားဆင်သောမင်္ဂလာဆောင်တို့သမီးကဲ့သို့ပြင်ဆင်လျက်ဘုရားသခင်အထံတော်ကောင်းကင်ဘုံကနေဆင်းသက်သည်ကိုငါမြည်ဟုလို့ဆိုထားတယ်တဲ့ဒါပေမဲ့ဗျာဒိတ်16မှာကျမတို့ကြည့်ခဲ့တဲ့အချိန်တုန်းကတော့သိုးတငယ်ရဲ့မင်္ဂလာဆောင်ပွဲရောက်ပြီးဖြစ်ကြောင်ဒါကပဲအချိန်မှာဖြစ်ပြမလဲဆိုရင်တထမတဘိုးမုတ်တဲ့အချိန်မှာဖြစ်တယ်ပေါ့နော်ဒါကြောင့်ဘာမှဒီအနည်းတစ်ထောင်ရဲ့ဟနေတဲ့ဗျာဒိတ်16ရဲ့အခြေအနေကအနည်းတစ်ထောင်မတိုင်မီမှာကျမတို့မြင်တွေ့ရတဲ့နော်တထမတဘိုးမုတ်တဲ့အချိန်မှာဖြစ်ပြမဲ့နော်အခြေအနေနဲ့ရက်လက်ဖြစ်တယ်ဒါပေမဲ့အခု21ဗျာဒိတ်21ရဲ့အခြေအနေနဲ့ရက်လက်ကကြတော့ဒါကကောင်းကင်အဟောင်းမြေကြီးအဟောင်းမဟုတ်တော့ဘူးခေတ်ကာလဆိုင်ရာအရာလည်းပဲနော်ခေတ်ကာလဒီနောက်ဆုံးနိုင်ငံတော်ခေတ်ကာလအနည်းတစ်ထောင်ရဲ့အဆုံးမှာကျမတို့မြင်တွေ့ရမယ်အဆုံးရက်လာဖြစ်တယ်ဒါဆိုရှေ့ဖြစ်ဘူးသောအရာတွေလည်းပဲကောင်းကင်အဟောင်းမြေကြီးအဟောင်းလည်းမရှိတော့ဘူးအစ်စ်နော်ကောင်းကင်အစ်စ်မြေကြီးအစ်စ်ခေတ်ကာလတွေလည်းမရှိတော့ဘူးဆိုတော့အခြေအနေပေါ့နော်ဒါဟာနောက်ဆုံးဘုရားသခင်လိုချင်တဲ့အဆုံးပန်းနိုင်ရက်လက်ဖြစ်တယ်ဒါဆိုရင်အနည်းတစ်ထောင်ပြီးသွားတဲ့အခါကျလို့ရှိရင်လူတချို့ကပဲเนาะဒီနေ့ဒီယေရုရှလင်မြို့တစ်အထဲကိုဝင်ရောက်သွားမှာမဟုတ်ဘဲနဲ့တန်ရှင်းသူအားလုံးအရောက်တိုင်းကိုခန္ဓာတစ်ခုလုံးဟာเนาะပြည့်ဝပြည့်စုံသွားမှာဖြစ်တယ်စုံလင်သွားမှာဖြစ်တယ်ပြီးတော့သူ့ရဲ့เนาะဒီနေ့ဖော်ပြထားတဲ့အရာကကောင်းကင်ကနေဆင်းသက်လာတယ်ဘုရားသခင်အထံတော်ကောင်းကင်ကနေဆင်းသက်လာတယ်ဆိုတဲ့အရာကလုံးလုံးမြေကြီးဆိုင်ရာမပါဝင်ဘူးလုံးလုံးဖျားဆိုင်ရာဖြစ်တယ်ထာဝရအတိတ်ရဲ့အနှစ်သာရအတိုင်းဘုရားသခင်ရဲ့เนาะဒီနေ့ကောင်းကင်ဆိုင်ရာအနှစ်သာရအတိုင်းထွက်ပေါ်လာဖို့ရန်အတွက်ရှိတယ်ဆိုတဲ့အရာကိုမြင်ရတယ်ပေါ့နော်ဒါဆိုရင်သိုးတငယ်ရဲ့မင်္ဂလာဆောင်ပွဲမိမရဲ့တစားဆင်ခြင်းကအခန်း16မှာကြွေးကြော်ထားတာကိုတွေ့ရတယ်သို့တော်ဒီအခန်းမှာဆိုလို့ရှိရင်တော့ယေရုရှလင်မြို့တစ်ဆိုတဲ့အရာကိုသုံးနှုန်းထားတယ်ပေါ့နော်ယေရုရှလင်မြို့တစ်ဒီတို့သမီးကဲ့သို့မိမိခင်ပွန်းအတွက်တစားဆင်ဒီကိုတွေ့ရသည်အဲ့ဒီအရာဟာအစစ်အမှန်ပဲဖြစ်တယ်
ဗျာဒိတ်ကျမ်းမှာပေါ့နော်ကြေညာခြင်းများစွာရှိတော်လဲနော်အရေးကြီးဆုံးသောကြေညာခြင်းနဲ့ပတ်သက်ပြီးတော့ဗျာဒိတ်17အငယ်15မှာပေါ့နော်ဒီနေ့လောကီနိုင်ငံဟာငါတို့အရှင်ရဲ့နိုင်ငံဖြစ်လေပြီထိုအရှင်ရဲ့ခရစ်တော်နိုင်ငံဖြစ်လေပြီဆိုတဲ့အရာကိုဘယ်အချိန်မှာကြွေးကြော်တယ်လဲဆိုလို့ရှိရင်နော်ဒီမွေနဂါးနဲ့เนาะဒီနေ့သားယောက်ျားကိုချီဆောင်ခြင်းနဲ့မွေနဂါးကိုကောင်းကင်ကနေပြီးတော့ချပစ်ခြင်းတို့ဟာအဲ့ဒီကြေညာခြင်းရဲ့နောက်မှာလိုက်လာတာဖြစ်တယ်တဲ့ဒါဆိုလို့ရှိရင်ဘယ်အရာကိုเนาะဒီနေ့ကြေညာလဲလို့ပြောလို့ရှိရင်ဗျာဒိတ်17-15မှာကြေညာတဲ့ကြေညာချက်ဟာအရေးကြီးဆုံးသောကြေညာချက်ဖြစ်တယ်နော်ဒီနေ့အဲ့ဒီကြေညာချက်ကဘာလဲလောကီနိုင်ငံဟာငါတို့အရှင်ရဲ့နိုင်ငံဖြစ်လေပြီထိုအရှင်ရဲ့ခရစ်တော်နိုင်ငံဖြစ်လေပြီဟူသောစကားဟာထို့သောအချိန်အတွက်မြည်တို့ပြောဆိုနိုင်ရမည်နီဤကြေညာခြင်းသည်အဖြစ်အပျက်များစွာရဲ့အစမှကြွေးကြော်ခြင်းဖြစ်ပြီးတော့အဖြစ်အပျက်ပြီးဆုံးမှကြေညာတာမဟုတ်ဘူးဒါဆိုရင်ဒီနေ့သားယောက်ျားကိုချီဆောင်ခြင်းနဲ့မွေးနဂါးနော်ဒီနေ့မွေးနဂါးကိုဒီနေ့နင်ချခြင်းဆိုတဲ့အရာတွေဟာဒီကြွေးကြော်ခြင်းနောက်မှလိုက်လာတဲ့အစီအစဉ်အလိုက်ဖြစ်တဲ့အကြောင်းအရာဖြစ်တယ်ဒါဆိုရင်နော်ဒီ16မှာဆိုလို့ရှိရင်လည်းပဲထပ်ပြီးတော့ကြွေးကြော်ထားတဲ့နောက်ထပ်တစ်ခုကကြတော့သိုးတငယ်ရဲ့မင်္ဂလာဆောင်ပွဲခံချိန်ရောက်ပြီးသူဤမိမသည်ကိုတစားဆင်ပြီးဟုနောက်ထပ်ကြွေးကြော်ထားတာကိုတွေ့ရတယ်ထို့သောကြွေးကြော်ခြင်းသည်ဖြစ်လာမည့်အဖြစ်အပျက်တစ်ခုကိုအစပြုလိုက်ခြင်းပဲဖြစ်တယ်အဘယ်ကြောင့်ဆိုတော့တဲ့နော်ကိုရောရှေ့တော်၌ရှိသောအောင်မြင်သောသူများသည်တို့သမီးကိုစားပြုတယ်ဒါဆိုလို့ရှိရင်တို့သမီးပဲအချိန်မှာထွက်ပေါ်လာတယ်လဲဆိုရင်နော်ဒီနေ့အစဒီကြွေးကြော်ခြင်းရဲ့အစမှာကျမတို့မြင်တွေ့ရတယ်ဒါကအောင်မြင်သူစုပေါင်းပေါ့နော်ဒါဆိုလို့ရှိရင်အဲ့ဒီအချိန်မှာအရာတစ်ခုဟာထွက်ပေါ်လာမှာဖြစ်တဲ့အတွက်ကြောင့်မလို့စတင်ကြေညာလိုက်တာဖြစ်တယ်ဒါပေမဲ့မိမလို့ရည်ညွှန်းထားတဲ့ဖခင်ရဲ့လူတွေအားလုံးပါဝင်မလားဆိုရင်တော့မပါဝင်ဘူးဒါပြီးခဲ့တဲ့ဝင်ကချက်မှာကျမတို့เนาะဒီနေ့ဆင်ကျင်ခဲ့ပြီးဖြစ်တယ်ဒါဆိုလို့ရှိရင်မိမတွေနဲ့ဥမာသားယောက်ျားလို့ရည်ညွှန်းရင်လည်းပဲတန်ဆန်းနဲ့သားတွေမဟုတ်ဘဲနဲ့ကလေးသူငယ်အရွယ်တွေရှိတဲ့သူတွေကရောဘယ်ကိုရောက်ကုန်ကြတယ်လဲပျောက်ကုန်သွားသလားဆိုတဲ့အရာလေးเนาะဆိုတော့ပျောက်သွားတာလည်းမဟုတ်ဘူးဘယ်မှရောက်သွားတာလည်းမဟုတ်ဘူးเนาะဘာဖြစ်လို့ဆိုလို့ရှိရင်ပြင်းမြောက်ပြည့်စုံတဲ့အချိန်ကာလတစ်ခုရောက်လာမှအားလုံးဟာထွက်ပေါ်လာမှာဖြစ်တယ်เนาะဒီနေ့ယေရုရှလင်မြို့တစ်အနေနဲ့ခန္ဓာတော်တကူတဲ့အနေနဲ့เนาะကောင်းကင်ဆိုင်ရာလုံးလုံးဖြစ်တဲ့တို့သမီးအနေနဲ့နော်ဒီနေ့ပြီးတော့ဖရာသခင်ရဲ့တဲတော်အနေနဲ့နော်စုံလင်ပြည့်စုံတဲ့ဖရာသားတွေအနေနဲ့ထွက်ပေါ်လာဖို့ရန်အတွက်ကကြတော့ဘယ်အချိန်ကာလရောက်မှလဲဆိုလို့ရှိရင်ဗျာဒိတ်21မှာပြောထားတဲ့ကောင်းကင်အစ်စ်မြေကြီးအစ်စ်မှာကျမတို့မြင်တွေ့ရမှာဖြစ်တယ်ဆိုတဲ့အရာပေါ့နော်ဒါဆိုလို့ရှိရင်တို့သမီးဟာဘယ်အချိန်မှာစပြီးတော့ဒီနေ့နော်စပြီးတော့ကြေညာချင်းခံရတယ်လဲဆိုရင်တတ္တမတဘုံမှုတ်တဲ့အချိန်ပြောရမှာဆိုအနှစ်တစ်ထောင်အစမှာပေါ့နော်ဒီအရာကိုကျမတို့မြင်ရတာဖြစ်တယ်เนาะဒီနေ့ကြေညာချက်ပေါ့နော်ဒါပေမဲ့အဲ့ဒီအခြေအနေမှာတော့အားလုံးဟာတော့ဒီတို့သမီးရဲ့ကြေညာချက်ဆိုတာအားလုံးကိုကြေညာတာမဟုတ်ဘဲနဲ့အောင်မြင်တဲ့သူတွေကိုပဲကြေညာတာဖြစ်တယ်ဆိုတဲ့အရာဒါကြောင့်ဒီမှာရည်ညွှန်းထားတဲ့အရာကနော်ဒီနေ့ယေရုရှလင်မြို့တစ်ဟာနော်ဒီနေ့ဆင်းကောင်းကင်ကနေဆင်းလာတယ်တို့နော်မိမိအခင်ဘုန်းအဖို့တစားနော်တစားဆင်တဲ့မင်္ဂလာဆောင်တို့သမီးကဲ့သို့လို့သုံးနှုံထားတဲ့အရာကိုကျမတို့မမြင်တွေ့ရသေးဘူးလေနော်ဒါခေတ်ကာလအပိုင်းအခြားအရာရောကျမတို့တွေဒွိဟဖြစ်နေတဲ့နော်အခြေအနေတွေဒီနေ့မေကိုးနေနဲ့ပတ်သက်ပြီးတော့ကျမတို့ကိုရှင်းလင်းစေတဲ့အချက်ဖြစ်တယ်ပေါ့နော်ကိုရောရဲ့အမြင်နိုင်တဲ့ဤလူစုသည်ပြည့်စုံစွာတစားဆင်ကြပြီဖြစ်တဲ့အတွက်ကြောင့်ဒါကဒီနော်တထမတဘိုးမှုတ်တဲ့အချိန်မှာအောင်မြင်တဲ့လူတစုကိုဘုရားသခင်ရဲ့အမြင်မှာပြည့်စုံစွာတစားဆင်ထားကြပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဒါတိုးတငယ်ရဲ့မင်္ဂလာဆောင်ချိန်ခံရောက်ပြီးသူဤမိမသည်ကိုတစားဆင်ပြီးဟုဘုရားသခင်ကြွေးကြော်နိုင်တာဖြစ်တယ်မိတို့ဖြစ်စေတဲ့ကောင်းကင်တင်းနှင့်မြေကြီးတင်း၌ပြည့်စုံစွာသဘောပေါက်နိုင်သည်ဗျာဒိတ်21နှစ်၌ယေရုရှလင်မြို့တည်ဟာဘုရားသခင်အထံတော်ကောင်းကင်ဘုံကနေပြီးတော့ဆင်းသက်သည်ကိုယောဟန်လည်းအမှန်ပင်မြင်ရသည်ထိုအချိန်၌တို့သမီးဟာတစားဆင်လျက်အသစ်ဖြစ်နေသည်ဤအခန်း၌အခန်းကြီး19တွေပါဝင်သောတစားဆင်ခြင်းကဲ့သို့ကြွေးကြော်ယုံတာမဟုတ်တော့ပဲအမှန်တကယ်ပြင်ဆင်ပြီးကြောင်းကြွေးကြော်ခြင်းပဲဖြစ်တယ်တဲ့ဒါဆိုအခုကျမတို့ဆက်ပြီးတော့ဆင်ကျင်သွားမယ်အကြောင်းအရာကတော့ဒီအေဖက်ပေါ့နော်အေဖက်9 26 29ပတ်သက်ပြီးတော့အပြစ်တင်ခြင်းမရှိနော်အညစ်အကြေးတင်ခြင်းမရှိနော်အပြစ်အနာအဆာနဲ့ကင်းလွတ်တဲ့တို့သမီးဟာဘဒုထံဆက်တဖို့လဲဆိုလို့ရှိရင်နော်တို့သားခရစ်တော်ထံကိုဆက်တဖို့ရန်အတွက်ဒါကြောင့်အသင်းတော်ဟာတန်ရှင်းလျက်အပြစ်ကင်းလျက်ရှိသည်ဖြစ်၍အညစ်အကြေးတင်ခြင်းအရေးတို့ခြင်းစသည်တို့နှင့်လွတ်လပ်သဖြင့်ဘုန်းတော်နှင့်ပြည့်စုံသောအသင်းတော်ကိုခရစ်တော်သည်မိမိအားဆက်တအံ့သောငါနှုတ်ကပတ်တော်ရေ၌စေကြောခြင်းအဖြစ်
စင်ကြယ်တန့်ရှင်းစေမည်အကြောင်းထိုအသင်းတော်အဖို့အလို့ငါကိုစွန့်တော်မူ၏တဲ့ဆိုတော့အနုလက္ခဏာဆိုင်ရာနဲ့ကျမတို့ကြည့်မယ်ဆိုရင်အသင်းတော်ဒီเนาะကြဆင်းသွားသလိုမျိုးကျမတို့မြင်တွေ့ရတဲ့အနုလက္ခဏာဆိုင်ရာမြင်ကွင်းကဒါကြောင့်အသွေးတော်နဲ့ကျမတို့ကိုရွေးဝယ်တာဖြစ်တယ်။ဒါပေမဲ့တစ်ဖက်မှာအသင်းတော်ဆိုတာကတခါမှအပြစ်အနာအဆာမရှိဘူးသောအရာဖြစ်တယ်။ဖျားသခင်အထက်ကထွက်လာသောတစုံတရာဖြစ်တဲ့အတွက်ကြောင့်မလို့ဖျားသခင်တန်ရှင်းသလိုမျိုးအသင်းတော်ဟာเนาะဒီနေ့တန်ရှင်းခြင်းရှိတဲ့အဆင့်အနေထားကိုเนาะဒီနေ့ကျမတို့ကိုမြင်စေတယ်။ဒါဆိုလို့ရှိရင်ဒီနှုတ်ကပတ်တော်ရည်နဲ့စေကြောခြင်းဆိုတဲ့အရာကလည်းเนาะဖျားတန်ရှင်းတဲ့အတိုင်းဒီနေ့အသင်းတော်ရဲ့တန်ရှင်းခြင်းအနေထားအထိရောက်ဖို့ရန်အတွက်เนาะဒီနေ့ပြန်လည်ရယူနေတဲ့အရာဖြစ်တယ်။ဒါကြောင့်ဒီအေဖက်9 26 29မှာကျမတို့ကိုမြင်စေတဲ့အရာကလည်းเนาะအသင်းတော်ရဲ့အစစ်အနေထားဟာဖျားရည်ရွယ်ထားတဲ့အနေထားဟာအကုန်စင်တန့်ရှင်းစင်ကြယ်ခံရတဲ့အနေထားတစ်ဖက်မှာဆိုလို့ရှိရင်လည်းအသင်းတော်ဟာအနာစာရှိတယ်အညစ်အကြေးတင်ချင်းရှိတယ်အရေးတွန့်ချင်းရှိတယ်ဆိုတဲ့အရာကအိုချင်းနာချင်းတေချင်းအတဲ့ကိုကြဆင်းသွားတဲ့မြင်ကွင်းကိုကျမတို့ကိုမြင်စေတယ်ပြီးတဲ့အခါမှာအဲ့ဒီအသင်းတော်ကိုသူဘာလုပ်ခဲ့တယ်လဲဆိုလို့ရှိရင်တော့ရယူခဲ့တယ်အဲ့ဒီအသင်းတော်အဖို့အလို့ငါကိုစွန့်ခဲ့တယ်ဆိုတဲ့အရာကရွေးနှုတ်ခြင်းအသေးခံခြင်းရဲ့အမတ်လက္ခဏာကိုကျမတို့မြင်တွေ့ရတယ်ပေါ့နော်အသင်းတော်ကိုခရစ်တော်သည်မိမိအားဆက်သက်အံ့သောငါဟူတဲ့စကားဟာဗမာသွားပြည့်စုံမလဲဆိုရင်ဗျာဒိတ်21မှာပြည့်စုံတာဖြစ်တယ်ဒါဆိုလို့ရှိရင်အဲ့ဒီပြည့်စုံတဲ့အခြေအနေအတိုင်းတာရောက်လို့ရှိရင်တော့ဘာမှမရှိတော့ဘူးလေနော်အညစ်အကြေးတင်ခြင်းလည်းမရှိတော့မြေကြီးဆိုင်ရာမရှိတော့ဘူးခရစ်တော်နဲ့မပတ်သက်တဲ့ခရစ်တော်နဲ့မဆိုင်တဲ့သဘောတဘာဝတွေဘာမှမရှိတော့ဘဲနဲ့เนาะလုံးဒီနေ့ပြီးတော့ तू ကတစ်ချက်ပြောတယ်လေเนาะဒီအယောင်အစင်းနဲ့ပတ်သက်ပြီးတော့နော်ယေရုရှလင်မြို့တည့်ရဲ့အယောင်အစင်းဟာဂျက်စပါကြောက်ကဲ့သို့ဖြစ်မယ်ဆိုတဲ့အရာပေါ့နော်ဖခင်ကိုကျမတို့လုံးဒီနေ့စုပေါင်းထားတဲ့ယေရုရှလင်မြို့တည့်ဟာလုံးဖခင်ကိုထင်ရှားမဲ့ဖခင်ကိုကျမတို့နော်မြင်တွေ့ရမဲ့နော်ဒီနေ့တို့သမီးအနေထားဒါဆိုရင်ဒီအေဖက်9မှာကျမတို့မြင်ရတဲ့အနေထားဒီအသင်းတော်ရဲ့နော်အဆုံးဖခင်ရည်ရွယ်ထားတဲ့နော်ဒီအတိတ်မှာကလေးကရည်ရွယ်ထားတဲ့အရာကအကုန်စင်เนาะဒီနေ့ဘာမှမြေကြီးဆိုင်ရာမရောတော့တဲ့အနေထားဖြစ်တယ်ဒါပေမဲ့ကြဆင်းသွားတဲ့အတွက်ကြောင့်အိုချင်းနာချင်းတေချင်းเนาะဝင်ရောက်သွားတာဖြစ်တယ်ဒါကြောင့်လည်းပဲကိုတော်ဟာတဲ့အသင်းတော်ကိုတဲ့เนาะဒီနေ့ရွေးဝယ်ရတယ်ကိုစွန့်ပြီးတော့ရွေးဝယ်ရတယ်လို့ပြောရင်သူ့ကိုယ်သူပြန်ဆက်တတ်ဖို့ရန်အတွက်ဖြစ်တယ်ဒါဆိုလို့ရှိရင်အခုဂျားကာလမှာ तू ကဘာနဲ့လှုပ်ပေးတယ်လဲလို့ပြောသူ့ကိုယ်သူ့အဖို့အလုံးကသူ့ကိုယ်သူစွန့်နေဆိုတဲ့အရာကအသွေးတော်အဖြစ်ရွေးဝယ်တယ်ရွေးနှုတ်တယ်ဆိုတဲ့အရာဖြစ်ပြီးတော့အခုလက်ရှိမှာအဲ့ဒီအညစ်အကြေးတင်နေတဲ့အရာတွေเนาะဒီနေ့အနာအဆာတွေအားလုံးကိုလေနှုတ်ကပတ်တော်ရေနဲ့သူစေကြောပေးနေတယ်ဖြစ်တယ်ဒါကြောင့်ကျမတို့အတွက်ဖခင်ရဲ့စကားเนาะဖခင်ရဲ့စကားကိုကျမတို့စင်ကြင်နှလုံးသွင်းခြင်းเนาะ pray reading ဒီအရာတွေအားလုံးဟာနှုတ်ကပတ်တော်ရေနဲ့စေကြောတန့်စင်ခံဖို့ရန်အတွက်ကြိမ်ဖန်များစွာသခင်ဖခင်ပုဂ္ဂိုလ်တော်ကိုကျမတို့ကထိတွေ့ခြင်းဖြစ်တယ်ဆိုတဲ့အရာဒါနှုတ်ကပတ်တော်ရေနဲ့စေကြောခံခြင်းအသက်တာဖြစ်တယ်ပေါ့နော်ဆိုတော့ဒါဒီအရာကဘာကိုပြန်ပြီးတော့ဆက်တက်ဖို့လဲဆိုတော့သူ့ကိုယ်သူပြန်ပြီးတော့ဆက်တက်ဖို့ရန်အတွက်ဖြစ်တယ်ဒါကကျမတို့ကိုလေနော်အေဖက်9 26 29တပိုက်ထဲမှာပဲကျမတို့ကိုမြင်တွေ့စေတဲ့အရာဖြစ်တယ်ပေါ့နော်ဒါဆိုနိုင်ငံတော်ခေတ်ကာလအဆုံးမှာတဲ့ထို့သောနေရာတို့အသင်းတော်တစ်ခုလုံးကိုခေါ်ဆောင်သွားမှာဖြစ်တယ်ဗျာဒိတ်21ရောက်ရင်ပြည့်စုံသွားမယ်ယနေ့မမြင်နိုင်သောအရာကိုအဲ့ဒီနေ့မှာအပြည့်အစုံမြင်ရမှာဖြစ်တယ်ယနေ့အသင်းတော်အတွက်ဘုရားသခင်ရဲ့အဆင့်ဟာအလွန်မြင့်တယ်အသင်းတော်အနေနဲ့ထိုအခြေအနေကိုဘယ်လိုမိနိုင်မလဲဟုပြောကြလိမ့်မှာဖြစ်တယ်ဘုရားသခင်မြည်တို့လှုပ်ဆောင်မြည်ကိုကျွန်တော်တို့မသိတော့လဲကောင်းကင်တင့်နှင့်မြေကြီးတင့်ခေတ်နော်ကာလတွင်ထိုအဆင့်ကိုအသင်းတော်အနေနဲ့ပြည့်မီလာမှာဖြစ်တယ်အချို့သူတို့ကနိုင်ငံတော်ခေတ်မတိုင်မီမှာတဲ့အသင်းတော်ဒီအေဖက်ကအဆင့်ကိုရောက်မယ်လို့ထင်ကြတယ်ပေါ့နော်။ဘာကြောင့်လဲတချို့သောသူတွေကကြတော့လည်းပဲဖျားသခင်ကငါတို့ကိုရွေးနှုတ်ထားပြီးတရက်တစ်ချိန်ကြာလို့ရှိရင်နော်ဒီနေ့ဒါအေဖက်9ရဲ့အဆင့်ဆိုတာကနိုင်ငံတော်ခေတ်မတိုင်မီလို့ပြောလို့ရှိရင်တော့ဒီကျမတို့ဒါချီဆောင်ခြင်းတထမတဘိုးမုတ်ချိန်ပဲပြောပေါ့နော်ဒီချီဆောင်ခြင်းရဲ့အခြေအနေမှာနော်ဒီနေ့မင်္ဂလာဆောင်ပွဲကိုတို့ကတခုပဲတည်တယ်တခုပဲနားလဲတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနိုင်ငံတော်ခေတ်ကာလရဲ့အပိုင်းအခြားဟာကောင်းကင်အဟောင်းမြေကြီးအဟောင်း၌ပဲရှိစေဆိုတဲ့အရာကိုတချို့သောသူတွေကမသိဘူးဒါကြောင့်အေဖက်9ရဲ့စုံလင်ကြက်ပြည့်တဲ့တို့သမီးဆက်သက်ခြင်းဆိုတာကနိုင်ငံတော်ခေတ်မတိုင်မီမှာဖြစ်ပျက်မယ်လို့တချို့ကလည်းပြောဆိုကြတာဖြစ်ပါတယ်တဲ့တကယ်တော့ကျမတို့နှုတ်ကပတ်တော်အရာဆိုလို့ရှိရင်ဗျာဒိတ်21မရောက်မချင်းကတော့အဲ့ဒီဖျားသခင်ဆိုလိုတဲ့ဆက်သက်မဲ့အသင်းတော်ရဲ့အစ်စ်ဟာရောက်မှာမဟုတ်သေးဘူးကောင်းကင်တင့်နဲ့မြေကြီးတစ်ကာလတွင်တန်ရှင်းသူအချို့သာလေ
စုံလင်ခြင်းတို့ရောက်မည်မဟုတ်ဘဲနဲ့တန်ရှင်းသူအားလုံးခန္ဓာတော်တကူလုံးခေတ်ကာလအဆက်ဆက်မှာရှိတဲ့ဖခင်ရဲ့လူတွေအားလုံးဟာအမှန်စုံလင်ခြင်းကိုရောက်ကြမှာဖြစ်တယ်သူတို့အားလုံးဒီဖခင်သခင်ရှေ့တော်မောင်း၌ရှိ၍ကိုရောရဲ့ဘုန်းတော်ကိုချီးမွမ်းကြမှာဖြစ်ပါတယ်တဲ့ဒါကကျွန်တော်တို့ဆင်ကျင်သွားတယ်เนาะဒီ21အငယ်1နဲ့2ရဲ့အကြောင်းအရာအခုအငယ်3ကိုရောက်လာတဲ့အခါမှာကောင်းကင်ကနေကြီးသောအတန်ကဘုရားသခင်ရဲ့တဲတော်သည်လူတို့တွင်ရှိ၍လူတို့နှင့်အတူကဲဝတ်မယ်သူတို့သည်ကိုရောဤလူဖြစ်ကြလိမ့်မည်ဘုရားသခင်သည်လည်းကိုတော်တိုင်သူတို့နှင့်အတူရှိ၍သူတို့ရဲ့ဘုရားသခင်ဖြစ်တော်မူမည်ဟုပြောဆိုထားသည်ဒီအခြေအနေဟာဘယ်အချိန်ကာလကိုရည်ညွှန်းလဲဆိုရင်နော်ကောင်းကင်သစ်မြေကြီးသစ်ရဲ့အခြေအနေဖြစ်တယ်ကောင်းကင်သစ်နှင့်မြေကြီးသစ်သည်ဘယ်အရာနဲ့တူမည်ကိုတဲ့နော်ဖော်ပြမည်ကောင်းကင်သစ်နှင့်မြေကြီးသစ်သည်ထာဝရမင်္ဂလာအထဲ၌ရှိပြီးဤနေရာတွင်မင်္ဂလာဟုပြောပြထားသည်တဲ့ဤကျမ်းပိုက်ရဲ့နောက်ကျမ်းပိုက်များတွင်နော်ဤအရာနှင့်ထိုအရာများမရှိတော့ကြောင်းတွေ့ရတယ်တဲ့နော်ဘာတွေမရှိတော့ဘူးလဲเนาะဒီကောင်းကင်တစ်မြေကြီးတစ်ရောက်လာတဲ့အခါကျလို့ရှိရင်เนาะဒီဘယ်အရာတွေပဲရှိနေမလဲဘယ်အရာတွေမရှိတော့ဘူးလဲဆိုတဲ့အရာကိုလေတဲ့ဗျာဒိတ်21မှာပဲဖော်ပြထားတာကိုကျွန်တော်တို့တွေ့ရတယ်ဒါဆိုလို့ရှိရင်ဖျားနဲ့မဆိုင်တဲ့အရာတွေအမင်္ဂလာနဲ့ဆိုင်တဲ့အရာတွေမရှိတော့ဘူးဖျားနဲ့ဆိုင်တဲ့အရာတွေဖျားသခင်ကိုယ်တိုင်ပဲရှိနေမှာဖြစ်တယ်ဒါဆိုဖျားသခင်မရှိတဲ့အတ္တတာဟာเนาะလွန်စွာမှเนาะဒီနေ့ဆိုးဝါးတဲ့အခြေအနေဖြစ်တယ်ဒီမှာလဲသူကြွေးမွေးထားတယ်လေနော်အပြုသဘောဆောင်သောထာဝရမင်္ဂလာဟာဘယ်အရာဖြစ်သနည်းဖျားသခင်ဒီကျွန်ုပ်တို့နှင့်အတူရှိမိအကြောင်းပဲဖြစ်ပါတယ်ဖျားသခင်ပါရှိခြင်းဟာမင်္ဂလာဖြစ်တယ်ထာဝရကာလရဲ့မင်္ဂလာနှင့်ပတ်သက်၍တမန်ကျမ်းစာကပြောသမျှအားလုံးတို့တွင်ဖျားသခင်ကိုယ်တိုင်သည်သူတို့နှင့်အတူရှိနေ၍ဟူသောစကားလုံးနဲ့ချုပ်ထားတာကိုတွေ့ရတယ်အပြင်းထန်ဆုံးသောဒုက္ခဆင်းရဲခြင်းကတော့ဖျားသခင်နှင့်အတူမရှိခြင်းပဲဖြစ်တယ်ထာဝရကာလ၌အကြီးမားဆုံးသောပျော်ရွှင်ဝမ်းမြောက်ခြင်းကတော့ဖျားသခင်နဲ့အတူရှိခြင်းပဲဖြစ်တယ်ဒါဆိုလို့ရှိရင်ဒီနေ့အရာအားလုံးရဲ့เนาะဒီနေ့စစ်မှန်ခြင်းဟာဘုရားသခင်ကိုယ်တိုင်ဖြစ်တယ်ဒါကြောင့်ဒီနေ့ထာဝရကာလအထဲမှာအခုကျမတို့မှာဘုရားမရှိဘူးလားဆိုတော့ရှိတယ်ဘုရားသခင်ရှိနေပဲပေမဲ့လုံးလုံးလလျာမဟုတ်သေးဘူးကျမတို့မှာမြေကြီးဆိုင်ရတယ်နဲ့ပတ်သက်ထိဆက်နေကြရသေးတာဖြစ်တဲ့အတွက်ကြောင့်လုံးလုံးကျမတို့ရဲ့စိတ်နှလုံးဟာလွတ်မြောက်ခြင်းမခံစားရသေးဘူးเนาะဒီနေ့ချီနှောင်ခြင်းတွေခံစားနေရဆဲဖြစ်တယ်ဒါပေမဲ့ထာဝရကာလမှာတော့အဲ့ဒီအဟောင်းဆိုင်ရာအရာတွေခုနပြောတဲ့ဆင်းရဲခြင်းတွေငိုကြွေးခြင်းတွေနော်ဒီအရာတွေအားလုံးကဘာမှမျက်ရည်ရှိသမျှလည်းမရှိတော့ဘူးတုတ်ချင်းခံရပြီးမရှိတော့ဘူးဆိုတဲ့အရာကိုတွေ့ရတယ်ပေါ့နော်ဒါကြောင့်ထာဝရကာလရဲ့အကြီးမားဆုံးသောနော်ဒီနေ့အဖိုးထိုက်တန်ဆုံးသောအရာတစ်ခုကတော့ဘုရားသခင်နဲ့အတူရှိခြင်းဖြစ်တယ်ဆိုတဲ့အရာအဲ့ဒီအချိန်ကာလရောက်လို့ရှိရင်တော့လူနဲ့ဘုရားဟာခွဲထုတ်လို့လည်းမရတော့ဘူးနော်ကွဲသွားလို့လည်းမရတော့တဲ့အခြေအနေဖြစ်သွားမယ်အဲ့ဒီအရာဟာတော့เนาะအကြီးမားဆုံးသောမင်္ဂလာဖြစ်တယ်ပေါ့နော်အပြည့်ထန်ဆုံးတဲ့ဆင်းရဲဒုက္ခကဘုရားသခင်နဲ့အတူမရှိခြင်းပဲဖြစ်ပါတယ်တဲ့เนาะရှောလမုန်ကတဲ့ကောင်းကင်နဲ့မြေကြီးတကာတို့ရဲ့အထွတ်အမြင့်ဆုံးသောကောင်းကင်ဟာတဲ့ကိုရောကိုမဆက်မခံနိုင်သည်ဖြစ်၍ကျွန်ုပ်တီဆောက်သောဤအိမ်ကိုအဘယ်ဆိုပွဲရာရှိပါသနည်းတဲ့เนาะကောင်းကင်တော်မှမဆန့်ဘူးဆိုတော့တဲ့သူဆောက်တဲ့เนาะဒီနေ့ဗိမာန်တော်ကတော့တဲ့အဘယ်ဆိုပွဲရှိပါသနည်းတဲ့ဒါတိဘယင်8:29မှာပြောခဲ့တဲ့အရာကောင်းကင်များသည်သူ့ကိုမခံနိုင်တော့လေတဲ့ယေရုရှလင်မြို့တည်သည်သူ့ကိုစန့်ခံနိုင်သည်ဟုကျွန်တော်တို့ပြောနိုင်တာဖြစ်ပါတယ်အာမင်เนาะကျွန်တော်เนาะဒီနေ့ရှောလမုန်တီဆောက်တဲ့ဗိမာန်တော်နဲ့ပတ်သက်ပြီးတော့လေเนาะတကယ်တော့ရှောလမုန်ဆောက်တဲ့ဗိမာန်တော်ဆိုတာကနောက်ဆုံးကျမတို့မြင်တွေ့ရမယ်เนาะကျမတို့ကိုယ်တိုင်ဖြစ်လာကြမယ်ယေရုရှလင်မြို့တည်ရဲ့နော်ဒီနေ့ပုံစံဖြစ်ပါတယ်နော်ဒါကြောင့်မို့ဒီနေ့စစ်မှန်တဲ့ယေရုရှလင်မြို့တစ်ကတော့ဖျားကိုထဲ့ဝင်ခံနိုင်တယ်အဆန့်ခံနိုင်တယ်ဆိုတဲ့အရာကိုတွေ့ရတယ်ယေရုရှလင်မြို့တစ်၌ဖျားသခင်ကဲဝတ်တော်မူပြီးပလင်တော်ကိုထိုနေရာ၌တည်ဆောက်သည်ယေရုရှလင်မြို့တစ်သည်ကျွန်ုပ်တို့ဆင်ကျင်ခဲ့သောထိုအမျိုးသမီးပဲဖြစ်တယ်နော်ကဘာဦးကျမ်းမှာအမျိုးသမီးတဦးနဲ့ဥယျာဉ်တစ်ခုကိုတွေ့ရတယ်ဤအမျိုးသမီးဒီနောက်ပိုင်းနဲ့အပြစ်လုပ်တဲ့အတွက်ကြောင့်ဥယျာဉ်ထဲကနေမောင်းထုတ်ခြင်းခံရတယ်။ယခုကောင်းကင်တည်နှင့်မြေကြီးတည်မှာတော့ထိုအမျိုးသမီးနဲ့မြို့တော်ဒီတစ်ခုတည်းဖြစ်တယ်နော်။အမျိုးသမီးနဲ့ယေရုရှလင်မြို့တည်နဲ့မြို့တော်နဲ့အမျိုးသမီးဟာတစ်ခုတည်းဖြစ်သွားတာဖြစ်တယ်။နော်ကဘာဦးမှာတွေ့ရတဲ့အခြေအနေကတော့ဥယျာဉ်ကတတ်အမျိုးသမီးကတတ်ဖြစ်တယ်နော်အပြစ်ကြဆင်းသွားတဲ့အတွက်ကြောင့်မလို့နော်ဒီနေ့အမျိုးသမီးနဲ့ဥယျာဉ်ဟာတတ်စီဖြစ်သွားတယ်ဒါပေမဲ့နောက်ဆုံးကောင်းကင်တည်နဲ့မြေကြီးတည်မှာဆိုလို့ရှိရင်တော့အမျိုးသမီးကိုယ်တိုင်ဟာနော်ဒီနေ့ဖခင်ရဲ့ဇနီးကိုယ်တိုင်ဟာမြို့တော်တစ်ခုအနေနဲ့ကျမတို့တွေ့ရမှာဖြစ်တယ်။တီးခြားစီရှိနေတဲ့အရာမဟုတ်တော့ပါဘူး။ယေရုရှလင်မြို့တည်တည်ထိုအမျိုးသမီး
ဖြစ်တည်နှင့်အညီတိုးတငယ်ရဲ့မိန်းမလည်းဖြစ်တယ်ဒါကြောင့်အဲ့ဒီအမျိုးသမီးနှင့်တန့်ရှင်းသောမြို့တော်ဟာတစ်ခုတည်းဖြစ်တယ်ထို့များသာမကဘူးဖျားသခင်ရဲ့ပလင်တော်ကိုလည်းယေရုရှလင်မြို့တစ်၌တည်ဆောက်တယ်တဲ့ဖျားသခင်ကိုယ်တိုင်အဲ့ဒီအမျိုးသမီးအထဲမှာကိန်းဝတ်တည်ဟုကျွန်တော်တို့ဆိုနိုင်တာဖြစ်တယ်အနန္တတကိုးရှင်ဒီသူမအထဲ၌ကိန်းဝတ်နေတာဖြစ်တယ်ဒါကြောင့်အပြင်ကနေနေပြီးမိခဲ့သို့ကြီးမားသောစုံစမ်းနောက်ဆက်ခြင်းပဲလာပါစေတော့အရေးမကြီးပါနတ်ဆိုးတွေရဲ့တကိုးဟာလည်းမဝင်နိုင်တော့ဘူးတဲ့လူဒီလည်းမပြိုလဲနိုင်တော့ဘူးအเจ้าမှာဖျားသခင်ဒီသူမအထဲ၌ကိန်းဝတ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်တဲ့ကောင်းကင်တင်းနဲ့မြေကြီးတည်းရဲ့မင်္ဂလာမှာဖျားသခင်ရှိတော်မူခြင်းပဲဖြစ်တယ်ဖျားသခင်ကိုအတွေ့အကြုံ၌ညီဆန်ဘူးသောသူများဟာမင်္ဂလာအစစ်အမှန်ဖြစ်ကြောင်းကိုသိကြတယ်တဲ့ဤရာထက်ပို၍ကြီးမြတ်သောမှုမြတ်သောအရာမရှိပေเนาะဒါကြောင့်ဒီနေ့ယေရုရှလင်မြို့တစ်ရဲ့အနှစ်သာရယေရုရှလင်မြို့တစ်ရဲ့ကျွန်တော်တို့မြင်တွေ့ရတဲ့ပုံပန်းတွေ့မြင်ကတော့လေနော်ဖျားနဲ့လူနဲ့ဟာလုံးလုံးရောနှောပေါင်းစည်းသွားတာဖြစ်တယ်ဘယ်အရာကမှဂျားအဲကိုရှို့ဝင်လို့မရတော့ဘူးဒီအချိန်ကာလမှာကကြတော့ကျမတို့အတွက်စုံစမ်းနောက်ဆက်ခြင်းတွေကတခါလေကျကျမတို့ကိုဝါမျိုးသွားတယ်ရန်သူကလည်းကျမတို့အထဲမှာရှို့ဝင်ပြီးတဲ့အခါမှာအလုံးလုံးလို့ရသေးတယ်ပေါ့နော်ဒါပေမဲ့ယေရုရှလင်မြို့တစ်ရဲ့အခြေအနေကကြတော့လုံးလုံးဖျားသခင်ကိုယ်တိုင်ဟာလေနော်ဒီနေ့သူ့ရဲ့ဒီနေ့အမျိုးသမီးဇနီးအထက်ထဲမှာကဲဝိတီရှိသွားပြီဖြစ်သောကြောင့်နော်ဒီအရာဟာဘိုင်းအရာမှမဝင်ရောက်နိုင်တော့ဘူးဆိုတဲ့အခြေအနေကိုကျမတို့မြင်တွေ့ရတယ်ဒါဆိုလို့ရှိရင်အဲ့ဒီကောင်းကင်တစ်နဲ့မြေကြီးတစ်ကိုအခုကတည်းကကျမတို့မြည်ဆန်းဝမ်းမြောက်လို့ရပြီဖြစ်တယ်ဆိုတဲ့အရာပေါ့နော်ဒါကြောင့်ဖျားသခင်ကိုအမှန်တကယ်တွေ့ကြုံခံစားမြည်ဆန်းတဲ့သူကတော့တဲ့နော်အဲ့ဒီအတွေ့အကြုံခုနပြောတဲ့ယေရုရှလင်မြို့တစ်ရဲ့အတွေ့အကြုံနဲ့ပတ်သက်ပြီးသဘောတူနိုင်လိမ့်မှာဖြစ်တယ်ပေါ့နော်ဒါကြောင့်တွေ့ကြုံခံစားခြင်းကအရေးကြီးတယ်နော်တွင်တင်ခြင်းနဲ့ဩဝါဒကတော့ကျမတို့ကိုရောတိရော့ရဖြစ်စေနိုင်ပေမဲ့တွေ့ကြုံခံစားခြင်းကတော့လေနော်ကျမတို့ကိုဆွဲဆောင်နိုင်တဲ့အရာဖြစ်တယ်တွေ့ကြုံခံစားခြင်းကကျမတို့ကိုပို့ပြီးတော့ယုံကြည်ခြင်းနဲ့အသက်ရှင်လျှောက်လန်းစေနိုင်တာဖြစ်တယ်ဒါကြောင့်ဒီနေ့တွေ့ကြုံခံစားခြင်းဟာလွန်စွာမှအရေးကြီးတဲ့အကြောင်းအရာဖြစ်တယ်ဒီဆက်ပြီးတော့ကျမတို့ဒီအပိုက်ငယ်3ပေါ့နော်21အပိုက်ငယ်3ကိုဆက်ကြည့်မယ်ဆိုရင်ဖျားသခင်ဟာလူတို့နဲ့အတူကဲဝတ်တယ်သူတို့ဒီကိုရောရဲ့လူဖြစ်မယ်ဖျားသခင်ဒီကိုရောဖျားသခင်ကိုရိုတိုင်ကလည်းသူတို့နဲ့အတူရှိ၍သူတို့ရဲ့ဖျားသခင်ဖြစ်တော်မူမည်ဤနေရာနဲ့ဖျားနဲ့လူတော်ဆက်မှုကိုကျမတို့မြင်ရပါသလားတဲ့ကျွန်တော်တို့ဒီဖျားသခင်ဤလူများဖြစ်ကြသည်ဟုဆိုလိုဒီမှာဘာအဓိပ္ပာယ်တလဲဖျားသခင်ဒီကျွန်တော်တို့အတူကျဲဝတ်ပြီးတော့ကျွန်တော်တို့ကိုကိုရောရဲ့လူများဖြစ်စေသည်ဖျားသခင်ဒီကျွန်တော်တို့ဤဖျားဖြစ်မည်ဆိုဒီမှာမြည်သည့်အရာကိုအတိတ်ပဲရှိပါသည်နိဖျားသခင်ဒီကျွန်တော်တို့နဲ့အတူရှိသောကြောင့်သူဒီကျွန်တော်တို့ရဲ့ဖျားဖြစ်မည်ဟုဆိုလိုခြင်းပဲဖြစ်သည်ကျွန်ုပ်တို့ဒီကိုရောနှင့်ဝေးတဲ့အခါမှာဖျားသခင်ဒီကျွန်ုပ်တို့ရဲ့ဖျားမဖြစ်နိုင်တော့ချေထာဝရကာလ၌အကြီးဆုံးနှင့်အမြင့်ဆုံးမင်္ဂလာမှာဘုရားသခင်ဒီကျွန်ုပ်တို့နဲ့အတူရှိပြီးကျွန်ုပ်တို့ရဲ့ဖျားဖြစ်ခြင်းပဲဖြစ်သည်ဒါဒီနှုတ်ကပတ်တော်ကဖော်ပြထားတဲ့အရာအတိုင်းဆိုလို့ရှိရင်ထာဝရကာလကဖျားတတလူတတဟုတ်မှာရှိနေမှာမဟုတ်ဘူးဖျားနဲ့လူနဲ့ဟာတခုတည်းဖြစ်တယ်ဖျားနဲ့လူအတူတူရှိတဲ့အတွက်ကြောင့်မို့လဲသူတို့ဒီငါရဲ့လူဖြစ်မယ်ငါဒီလဲသူတို့နဲ့ကဲဝတ်မယ်လို့ဆိုလိုထားတာဖြစ်ပါတယ်တဲ့ဒါထာဝရကာလမှာဆိုလို့ရှိရင်ဒီနေ့ဖျားနဲ့လူနဲ့ဟာအတူတကွတခုတည်းအဖြစ်ရှိနေမှာဖြစ်တယ်ဆိုတဲ့အရာကိုငါဤလူများငါဒီလဲသူတို့နဲ့ကဲဝတ်မယ်ဆိုတဲ့စကားကိုနော်ဒီနေ့ပြောဆိုထားတာဖြစ်တယ်အငယ်လေးကိုရောက်လာတဲ့အခါမှာတော့ဖယ်ရှားလိုက်ပြီးနော်ဒီနေ့ကောင်းကင်အဟောင်းမြေကြီးအဟောင်းမှာအသင်းတော်တွေ့ကြုံဖြတ်တန်းခဲ့ရတဲ့နော်မျက်ရည်ရှိသမျှတေဘေးစိတ်မသာညှိတွားခြင်းအော်ဟစ်ခြင်းပင်ပန်းခြင်းအဲ့ဒီအချိန်ကာလမှာမရှိတော့ဘူးရှေ့ဖြစ်ဘူးသောအရာတွေရွေ့သွားကြပြီမျက်ရည်ကျခြင်းကိုလူတိုင်းတွေ့ကြုံခဲ့ကြပြီဖြစ်တော်လဲကောင်းကင်တည်းနဲ့မြေကြီးတည်းမှာတော့အဲ့ဒါတွေမရှိတော့ဘူးဘုရားသခင်ကိုယ်တိုင်ဟာသူတို့ရဲ့မျက်စိ၌မျက်ရည်ရှိသမျှကိုတုပ်ပေးမှာဖြစ်တယ်နော်ဆိုတော့တေခြင်းဟာကြဆင်းခြင်းရဲ့နောက်ဆက်တွဲဖြစ်တယ်တေခြင်းဆင်းရဲဒုက္ခနော်ဒီအရာတွေအားလုံးစုံစမ်းနောက်ဆက်ခြင်းတွေအားလုံးဒီလဲဒါကြဆင်းခြင်းရဲ့နောက်ဆက်တွဲလိုက်လာတဲ့အရာဖြစ်တယ်ဒါပေမဲ့ကောင်းကင်တည်းမြေကြီးတည်းမှာတော့အဲ့ဒါတွေမရှိတော့ဘူးเนาะဘာကြောင့်လဲဆိုနောက်ဆုံးရန်သူဟာလည်းတုတ်တင်ခံရပြီးဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ်ပေါ့နော်ညီးတွားခြင်းတို့မဟုတ်ဝမ်းနဲ့ခြင်းဟာအတွင်းပိုင်းစိတ်နှလုံးကနေပြီးတော့ဝေဒနာခံစားရတာဖြစ်တဲ့အတွက်ကြောင့်မလို့အော်ဟစ်ခြင်းเนาะဒီနေ့ဖြစ်၍အော်ဟစ်ခြင်းဆိုတာကတော့ငိုကြွေးခြင်းရဲ့အပြင်ပိုင်း၌ထုတ်ဖော်ခြင်းပဲဖြစ်ပါတယ်တဲ့ပင်ပန်းခြင်းမှာရုပ်ခန္ဓာကိုဝေဒနာเนาะကိုခန္ဓာမှာကျမတို့ဝေဒနာခံစားခြင်းဖြစ်တယ်သို့တော်ဘုရားသခင်သည်ဤရှေ့ဖြစ်ဘူးသောအရာတို့ကိုအဆုံးသတ်စေမည်ဖြစ်သည်တဲ့၎င်းတို့ကိုမျက်ရည်တည်ခြင်းစိတ်မသာညှိတွားခြင်းအော်ဟစ်ခြင်းနာကျင်ခြင်းမရှိတော့ပဲအားလုံးတို့ဟာလွန်သွားကြမှာဖြစ်တယ်ဒါကောင်းကင်တဲ့နဲ့မြေကြီးတဲ့ရဲ့အခြေအနေပေါ့နော်ဒါအငယ်9ကိုဆက်ကြည့်မယ်ဆိုရင်တော့ပလင်ပေါ်မှာထိုင်တော်မူသောသူကလည်းငါသည်ခတ်သိမ်းသောအရာတို့ကိုအသစ်ဖန်ဆင်းမည်လို့မိန့်တော်မူတယ်တဲ့
ယနေ့ကျွန်ုပ်တို့ရဲ့အခက်အခဲကပါလေအသစ်ဖန်ဆင်းခံရတဲ့ကျွန်ုပ်တို့ဟာအဟောင်း၌ရှိနေကြသေးခြင်းပဲဖြစ်ပါတယ်တဲ့ကျွန်ုပ်တို့ရဲ့အခက်အခဲကတော့ကျွန်ုပ်တို့ဟာအဟောင်းမှာရှိနေကြစေဖြစ်တယ်သို့တော်လည်းပဲအဲ့ဒီနေ့ကြလို့ရှိရင်တော့အရာခတ်သိမ်းဟာအသစ်ဖြစ်လာကြပြီးတော့အရာခတ်သိမ်းဟာဖန်ဆင်းခြင်းအသစ်ဖြစ်ကြလိမ့်မှာဖြစ်ပါတယ်ဒါကိုထာဝရကာလလို့ခေါ်တယ်အသစ်ဖန်ဆင်းခြင်းဟာကျွန်ုပ်တို့အတွက်ဖြစ်တယ်အရာခတ်သိမ်းဟာအသစ်ဖန်ဆင်းခြင်း၌ရှိသောအခါမှသာလျှင်ကျွန်ုပ်တို့ရဲ့စိတ်နှလုံးဟာကျေနပ်နှစ်သိမ့်ခြင်းအမှန်ရှိကြမှာဖြစ်ပါတယ်တဲ့เนาะဆိုတော့အခုအခြေအနေကတော့ကျမတို့ဘာမှပဲရှိနေသေးလဲဆိုလို့ရှိရင်ဖန်ဆင်းခြင်းအဟောင်းမှာเนาะဒီနေ့ရှိနေစေဖြစ်တဲ့အတွက်ကြောင့်မလို့เนาะဖန်ဆင်းခြင်းအသစ်တဲကိုရောက်ဖို့ရန်ကကျမတို့ရဲ့ပန်းနိုင်ဖြစ်နေတယ်လောလောဆယ်တော့ကျမတို့ကเนาะစိတ်မသာညှိတွားနေကြရသေးတယ်ဟိုဒီကိုခန္ဓာဘိုင်းဆိုင်ရာမှာလည်းပဲကျမတို့အားနေခြင်းတွေเนาะအခက်အခဲတွေဒုက္ခတွေနာကျင်ခြင်းတွေဖျားနာခြင်းတွေကျမတို့တွေ့ကြုံရစေဖြစ်နေသေးတယ်ဒါပေမဲ့ဒီနေ့ကျမတို့ရဲ့ပန်းနိုင်ကတော့နော်ဒီနေ့ယေရုရှလင်မြို့တည့်ရဲ့ပန်းနိုင်ကတော့ကျမတို့ရဲ့ပန်းနိုင်အဲ့ဒီအချိန်ကာလရောက်ရင်တော့ဒါတို့သားကိုဆက်တတ်တဲ့အခန်းကဏ္ဍဖြစ်တော့ကြောင့်ဒါဆိုအိုးတို့သားကိုဆက်တတ်နိုင်တဲ့အတိုင်းတာကအကုန်အစင်လုံးလုံးเนาะဖြစ်တယ်ဆိုတဲ့အရာကိုကျမတို့မြင်တွေ့ရတယ်အပိုင်းငယ်9မှာပဲဆက်ပြီးတော့ရေးထားတဲ့အရာကတဖန်တော့เนาะရေးသားလို့ဤစကားဟာတစ္ဆာစကားဟုတ်မှန်သောစကားဖြစ်တယ်တနည်းအားဖြင့်ထာဝရကာလမြင်ကွင်းကိုကိုတို့အခုဖော်ပြသွားတဲ့အရာတွေအားလုံးဟာဟုတ်မှန်တဲ့စကားတစ္ဆာစကားဖြစ်တယ်ဒါကြောင့်လည်းရေးသားထားတဲ့စာเนาะဖခင်ရဲ့စကားမှာဘိနုတလုံးခေါင်းစဉ်တစ်ခုမှမပြည့်စည်ရဘူးဒီစကားကတစ္ဆာစကားဖြစ်ရင်မှန်ကန်တယ်ကျွန်ုပ်တို့ရဲ့အဆုံးစွန်သောယုံကြည်ခြင်းမှာဘုရားသခင်ကိုမြင်ရပြီးနောက်ဆုံးအောင်မြင်ခြင်းကိုစုခုရမယ်ဖြစ်တယ်။ဒါကြောင့်ဒီနောက်ဆုံးရဲ့ပန်းတိုင်ကတော့အကုန်အစင်လုံးလုံးဘုရားပြောတဲ့အတိုင်းဘုရားပြန်လေရယူတယ်ဆိုတဲ့အရာဖြစ်တယ်ပေါ့နော်။အငယ်6ကိုဆက်ကြည့်တဲ့အခါမှာယောဟန်ကအမှုပြီးပြီလို့ပြောထားတယ်တဲ့။ဒါဆိုအမှုပြီးပြီဆိုတဲ့စကားနဲ့ပတ်သက်ပြီးဘုရားသခင်မြည်သည့်အရာကိုအခြေပြုပြီးတော့အမှုပြီးပြီဆိုတဲ့စကားကိုယောဟန်အားပြောနိုင်တယ်လေတဲ့။သူဟာအာလဖနဲ့အိုမေဂါဖြစ်တယ်အစနဲ့အဆုံးဖြစ်တယ်ဒါဗျာဒိတ်1မှာကျွန်တော်တို့တွေ့နိုင်တယ်သခင်ဖရားရဲ့နာမဖြစ်တယ်ပေါ့နော်အာလဖအစပြုသူဖြစ်တဲ့အော်မေကပြီးဆုံးအောင်လုပ်မယ်နော်ဒီနေ့ဖရားဖြစ်တယ်ဒီနေ့တပိုင်းတစနဲ့เนาะဒီသူကထားခဲ့မှာမဟုတ်ဘူးဆိုတဲ့အရာပေါ့နော်အာလဖနဲ့အော်မေဂါဖြစ်တဲ့အစနဲ့အဆုံးဖြစ်တဲ့အတွက်ကြောင့်မလို့ဖရားသခင်ဟာဟိုဒီနေ့ဖရားသခင်ကเนาะဒီနေ့ခံစားချက်ရှိလားဆိုလို့ရှိရင်ရှိတယ်ဖရားသခင်စိတ်ဆိုးတက်လားဆိုစိတ်ဆိုးတက်တယ်ဒါပေမဲ့ဖရားသခင်ကဖြောက်မှတ်တော်ဖရားဖြစ်တယ်ဆိုတာကျွန်တော်တို့ကမမေ့ထားဘူးပါဖရားသခင်ရဲ့နိုင်ငံတော်ကဖြောက်မှတ်ခြင်းမှာအခြေပြုတည်ထောင်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဖရားသခင်ကလေလန်ခုလာမှာဘယ်တော့မှကျွန်တော်တို့ကိုစိတ်ပြက်ပြီးတော့ထားခဲ့မှာမဟုတ်ဘူးအမြဲတမ်းဖရားသခင်ရဲ့ပလင်နောက်မှာတက်တက်ရှိခြင်းဆိုတာကဖရားရဲ့တစ္ဆာရှိခြင်းကိုအမြဲတမ်းဖရားကိုသတိပေးခြင်းဖြစ်တယ်ပြီးတော့ဖရားရဲ့အရှိမခရစ်တော်ဟာကျွန်တော်တို့တဲ့ဂျားခံဆုတောင်းပေးနေခြင်းဟာလေဖရားရဲ့ဖြောက်မှတ်ခြင်းအပေါ်မှာဖရားရဲ့အလုပ်ကိုဖရားကလှုပ်ထားတယ်ဆိုတဲ့အရာကိုအမြဲတမ်းဂျားခံတောင်းလျှောက်ပေးနေတာဖြစ်တယ်ဒါကြောင့်ဖရားသခင်ကိုကျွန်တော်တို့ကချစ်ချင်းမေတ္တာအရှင်အနေနဲ့ဒါမကဘူးဖရားဟာဒီနေ့ဖြောက်မှတ်တော်ဖရားဖြစ်တယ်เนาะဒါကြောင့်ဖရားသခင်ရဲ့နိုင်ငံတော်ဒီနေ့ယေရုရှလင်မြို့တစ်မှာဘုရားသခင်ကသူ့ရဲ့ပလင်ကိုတည်ထောင်မယ်လို့ပြောရင်ဘုရားသခင်ရဲ့နိုင်ငံတော်ဟာဖြောင့်မတ်ခြင်းအပေါ်မှာအခြေပြုတည်ဆောက်ထားတာဖြစ်တယ်။ဒါဆိုဘုရားကကျမတို့ဘလို့ပဲဖြစ်ဖြစ်ရွက်ဆောင်နေရင်လည်းပဲသူ့နိုင်ငံတော်တွေကိုကျမတို့ကိုခေါ်သွင်းမှာမဟုတ်ဘူး။ဘုရားသခင်ရဲ့နော်ဒီနေ့စံနှုံးအတိုင်းဖရားရဲ့တတ်မှတ်ထားတဲ့နော်ဖြောင့်မတ်ခြင်းရဲ့စံနှုံးလို့ပြောလို့ရှိရင်နော်ဖရားတန့်ရှင်းတဲ့အတိုင်းဖရားရဲ့တန့်ရှင်းခြင်းကဘယ်အရာကိုမှမတီးခံဘူးနော်တန့်ရှင်းခြင်းနဲ့မဆိုင်တဲ့သဘောတဘာဝကိုဘယ်အရာမှမတီးခံဘူးဒါကြောင့်ဖရားရဲ့တန့်ရှင်းခြင်းစံနှုံးကိုပြည့်မီဖို့ရန်အတွက်အခုကျမတို့ကိုဖရားကနှုတ်ကပတ်တော်ရည်နဲ့နေ့တိုင်းဆေးကြောပေးနေတယ်ဆိုတဲ့အရာကိုအေဖက်9မှာကျမတို့တွေ့ရတယ်ဒါတချို့သောသူတွေရဲ့နော်ဒီနေ့ခံယူချက်ကတော့အေဖက်9ရဲ့ပြည့်စုံခြင်းစေကြောတန့်စင်ခြင်းကနိုင်ငံတော်မတိုင်မီဖြစ်မယ်လို့ပြောတယ်ပေါ့နော်တကယ်တော့တမန်ကျမ်းစာအရာဆိုလို့ရှိရင်တော့ဒါဟာဒီဗျာဒိတ်21ရောက်မှပဲဒီနေ့ဖြစ်နိုင်မဲ့အကြောင်းအရာဖြစ်တယ်เนาะဒါလူတွေကတော့ဒီနေ့ပေါ့ပေါ့ရော့စဉ်းစားတဲ့အရာဖြစ်တယ်ဒါဆိုဖရားသခင်သူပြောတဲ့အတိုင်းသူလုပ်မဲ့ဖရားဖြစ်တယ်ဒီနေ့ပြည့်စုံအောင်လဲလုပ်မဲ့ပြီးမြောက်အောင်လဲလုပ်မဲ့ဖရားဖြစ်တယ်ဒါကြောင့်သူ့ရဲ့စကားတစ်လုံးခေါင်းစဉ်တစ်ခုမှမပြတ်စည်းရဘူးဒါပဲအပေါ်မှာအခြေပြုပြီးတော့သူ့ကိုသူเนาะဂတိပေးတယ်လဲဆိုလို့ရှိရင်အာလဖနဲ့အောမေကအစနဲ့အဆုံးဖြစ်သောဖရားသခင်ဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ်ပေါ့เนาะဖရားသခင်ရဲ့အလုပ်ဒီအကျိန်ပေါင်းများစွာမအောင်မြင်ဟန်ရှိတော်လဲပဲဖရားသခင်ကလေနော်နောက်တလန်းဆုပ်တယ်လို့မျိုးနော်ဒီနေ့စောင့်ဆိုင်နေတယ်လို့မျိုးတခါလေကျလို့ရှိရင်ဖရားရဲ့အလုပ်ဘာမှမပြီးမြောက်တယ်လို့မျိုးကျွန်တော်တို့မြင်တွေ့ရတဲ့အခြေအနေတွေရှိလိမ့်မှာဖြစ်ပါတယ်ဒါပေမဲ့တဲ့နော်ဒီမှာဆိုဖော်ပြထားတယ်နော်မူလပုံစံဆွဲတဲ့သူဟာဘုရားသခင်ဖြစ်ပြီးတော့နောက်ဆုံးပြီးဆုံးအောင်ပို့ဆောင်မဲ့သူဟာလည်းပဲဘုရားသခင်ကိုယ်တိုင်ပဲဖြစ်ပါတယ်တဲ့ဒါဒီအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘာမှစိုးရိမ်စရာမရှိတဲ့အရာတွေဖြစ်တယ်ဘုရားသခင်အစပြုထားတဲ့သူဒီဟူသောအာလဖဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ယေရှုတော်
တော်ကိုချီးမွမ်းဖို့ဖြစ်တယ်ကဘာဦးတစ်မှာအစအဦး၌ဘုရားသခင်လို့ပြောထားတယ်ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတဲ့အခါမှာအရာခတ်သိမ်းကိုရည်ရွယ်ချက်နဲ့လှုပ်ဆောင်တော်ဘုရားသခင်ဖြစ်တယ်ဘုရားသခင်လူတော်မှနော်ဒီနေ့တိကျတေချာတဲ့ရည်ရွယ်ချက်နဲ့အလုပ်တစ်ခုကိုလှုပ်ဆောင်ကြတယ်လေနော်အလေအလွတ်မဖြစ်ချင်ဘူးနော်ဒီနေ့အသုံးမတည့်တဲ့အရာမဖြစ်စေချင်တဲ့အတွက်ကြောင့်လူတောင်မှကိုလုံမဲ့အလုပ်တစ်ခုကိုလည်းတေချာတွဲချက်ပြီးတော့မှလှုပ်ဆောင်တာဖြစ်တယ်ဒီလိုပဲဖရာသခင်ကလည်းတိကျတဲ့ရည်ရွယ်ချက်နဲ့လှုပ်ဆောင်တဲ့ဖရာဖြစ်တာဖြစ်တယ်ဒါကြောင့်ဒီနေ့အရာခတ်သိမ်းဟာဖရာသခင်ပဲအစပြုတာဖြစ်ပြီးတော့ကိုရောကပဲเนาะပြီးဆုံးအောင်လုပ်မဲ့ဖရာသခင်ဖြစ်တယ်ဆိုတဲ့အရာကိုကျွန်တော်တို့စိတ်ချထားလို့ရတာဖြစ်တယ်ပေါ့เนาะအမှန်တကယ်တဲ့ကိုရောကိုတွေ့ကြုံခံစားခြင်းရှိတဲ့လူကတော့ကိုရောကိုစိတ်ချလိမ့်မှာဖြစ်ပါတယ်ပေါ့เนาะဖရာသခင်ဒီထို့သောအရာများကိုအဘယ်ကြောင့်ပြောရသနည်းတဲ့သူရဲ့စီမံကိန်းကိုပြည့်စုံအောင်သူလုပ်သွားမှာဖြစ်ကြောင်းသူရဲ့ပန်းတိုင်တို့အရောက်သွားမည်ဖြစ်ကြောင်းနဲ့သူအစပြုသောအရာကိုပြီးစီးစေမည်ဖြစ်ကြောင်းကိုကျွန်ုပ်တို့အားသိစေလိုတဲ့အတွက်ကြောင့်မလို့เนาะဒီနေ့တစ္ဆာစကားဟုတ်မှန်သောစကားเนาะဘိန္ဓုတစ်လုံးမှပျက်စီးခြင်းတို့မရောက်ရဘူးဆိုတဲ့အရာတွေကိုသူကဘာဖြစ်လို့ပြောလဲငါအလဖဖြစ်တယ်အောမေဂါဖြစ်တယ်လို့ဘာဖြစ်လို့ထည့်ပြောထားတယ်လဲလို့ပြောလို့ရှိရင်ဘုရားသခင်ကသူ့ရဲ့စီမံကိန်းကိုပြီးဆုံးအောင်ပြီးမြောက်အောင်လှုပ်ဆောင်မှာဖြစ်တယ်ဆိုတာကိုကျမတို့ကိုသိစေလိုတဲ့အတွက်ကြောင့်ပဲဖြစ်တယ်ဘုရားသခင်ရဲ့အလုပ်ကိုစာတန်ကနောက်ဆက်ဖြတ်စည်းတဲ့အတွက်ကြောင့်မလို့ကျွန်ုပ်တို့သိတော်လဲဘုရားသခင်ဒီအစအဦးကရည်ရွယ်ထားသောအာလဖဖြစ်အောင်တာမကနောက်ဆုံးနိုင်အောင်မြင်ပြီးအော်မေဂါလည်းဖြစ်ကြောင်းကိုပို၍သိမှတ်ထားရမှာဖြစ်ပါတယ်ဘုရားသခင်ဒီသူ့ရဲ့ရည်ရွယ်ချက်တစ်စုံတစ်ခုကိုမျှမပြည့်စည်ပဲထားခဲ့မှာမဟုတ်ဘူးအသင်းတော်ရဲ့လက်ရှိအခြေအနေနဲ့မသက်ဆိုင်ပဲဘုရားသခင်ရဲ့ပန်းတိုင်၌အသင်းတော်ဒီအညစ်အကြေးတင်ခြင်းတို့မို့အရေးတွန့်ခြင်းတစ်စုံတစ်ခုမျှရှိမည်မဟုတ်ချေထို့အပြင်သူမသည်ဘုံအတရေတင့်တယ်သောတစားဆင်ရင်ကဘုရားသခင်ရဲ့သားတော်ဖို့ဇနီးမယားအဖြစ်ဆက်သခြင်းခံရမှာဖြစ်ပါတယ်တဲ့။နောက်ဒီမှာနောက်ထပ်တစ်ပိုက်မှာပေါ့နော်။ဘုရားသခင်ရဲ့သားသမီးတွေဟာယုံကြည်ခြင်းနဲ့ဩဝါဒများအပြင်လက်တွေ့လှုပ်ဆောင်ခြင်းတို့၌အလွန်ခြားနားကြောင်းကိုမြင်ရတဲ့အခါမှာအေဖက်လေး၌ပြောထားတဲ့အတိုင်းယုံကြည်ခြင်းတို့တညီတညွတ်တဲ့ညီတို့ရောက်နိုင်မည်နည်းဟုမေးကြတယ်။ကျွန်တော်တို့ဒီအကြိမ်ပေါင်းများစွာမဖြစ်နိုင်ဘူး။နောက်နှစ်ပေါင်း2000ကြာရင်တောင်မှနော်ဒီနေ့ဖြစ်လာပါမလားလို့ပြောကြတယ်တဲ့။သို့တော်လည်းသူဒီနော်ဒါကြောင့်မို့ဘုရားသခင်ရဲ့သားတော်ကိုယုံကြည်ခြင်းနော်ယုံကြည်ခြင်း၌တညီတညွတ်တဲ့ကျမတို့ဟာနော်ဒီနေ့ကြီးထွားဖို့ရန်အတွက်လည်းပဲအေးဖက်လေးမှာကျမတို့ကိုပြောထားတယ်။ဘာကြောင့်လဲဆိုလူတွေဟာယုံကြည်ခြင်းမရှိဘူးမစိတ်ချဘူး။နော်ဒီအရာဟာပြီးမြောက်ပါမလားနောက်ထပ်နှစ်ပေါင်း2000ကြာရင်တောင်မှနော်ဒီနေ့ဖြစ်ပေါ်လာပါမလားဆိုတဲ့အရာပေါ့နော်။ဒါပေမဲ့ကိုတော်ဟာတဲ့အောမေဂါဖြစ်ကြောင်းသူ့ကိုယ်သူမိတ်တော်မူပြီးကိုတော်ရှေ့တော်၌ဘုံကြီးသောအသင်းတော်ဖြစ်လာမဲ့အချိန်ရောက်လာမှာဖြစ်တယ်။ကျွန်တော်တို့ဒီဘုရားသခင်ကိုတားဆီးနိုင်မှာမဟုတ်ပါဘူးတဲ့။သူ့ကိုကျေနပ်စေသောအရာကိုသူအမှန်တကယ်ရယူမှာဖြစ်တယ်။ကျွန်တော်တို့ဒီမိများအားနေပြီးဘလောက်ပဲလိလူရှု၍ဘလောက်ပဲစိတ်နှလုံးမှာကြောနေကြပါစေเนาะဘုရားသခင်ကအစိတ်အမွာဖြစ်သည့်အထိထူထောင်းသောအချိန်ရောက်လာမှာဖြစ်တယ်။အိုးသခင်ယေရှုเนาะဘုရားသခင်ဒီအောမေဂဖြစ်သည်เนาะတေချတယ်အမှန်တကယ်ကတော့ကျမတို့တွေအတွက်အခုကတည်းကတွေ့ကြုံခံစားခြင်းမရှိကြသေးဘူးဆိုလို့ရှိရင်တော့ကျမတို့ရဲ့အခြေအနေကိုပဲကျမတို့ရက်မယ်ဆိုလို့ရှိရင်တော့ဟုတ်တယ်လေเนาะနောက်အနည်း2000ဆိုရင်တောင်မှเนาะဒီနေ့ဖျားသခင်လိုချင်တဲ့ဆန်တို့မိဘမလားလို့ကျမတို့ပြောကောင်းပြောလိမ့်မယ်လေနော်။သို့ပေမဲ့လည်းပဲတဲ့ဒီအချိန်ကာလမှာတွေ့ကြုံခံစားတဲ့သူတွေကတော့တေချတဲ့ကိုရောလာရင်သူတို့ပါသွားမယ်ဆိုတဲ့အရာကိုပေါ့နော်။မျော်လင့်လျက်စောင့်နေသောသူတွေအဖို့ကတော့အဖြစ်ရှိတယ်။ဒါပေမဲ့ဒီနေ့ခုနခေါင်းမာနေစေဖြစ်တဲ့သူတွေနော်မိမိရဲ့အားနေခြင်းအပေါ်မှာပဲရက်နေစေရှိတဲ့သူတွေစိတ်နှလုံးခိုင်မာလက်ဘေးခိုင်မာပြီးတော့မာကြောနေစေရှိတဲ့လူတွေအဖို့ကတော့ဖျားသခင်အစိတ်အမွာမှာထူထောင်မဲ့အချိန်ရောက်လာမှာဖြစ်တယ်ဒါလည်းခေတ်ကာလအပိုင်းခြားရကျမတို့မြင်ပြီးဖြစ်တယ်ဒါကြောင့်နောက်ဆုံးတော့တရက်မှာဆိုလို့ရှိရင်ဖျားသခင်လိုချင်တဲ့အရာကိုတော့ဖျားကရအောင်ယူမှာဖြစ်ပါတယ်တဲ့အိုးသခင်ယေရှုဖျားသခင်ဒီအောမေဂါဖြစ်ပါတယ်ဟောဒီနေ့အစာပြုသူဖြစ်တဲ့ဆုံးခန်းတက်အောင်လှုပ်ဆောင်မဲ့ဖျားဖြစ်တယ်ဒါကြောင့်ကျမတို့ဝမ်းမြောက်ခြင်းနဲ့ကိုရောကိုကျမတို့ချီးမွမ်းဖို့ရန်အတွက်ဖြစ်တယ်เนาะအပိုင်းငယ်6 21အပိုင်းငယ်6မှာရေငက်တော်သူเนาะရေငက်တော်သူကအသက်ရေကိုအဖိုးမပေးပဲအဖိုးအခမယူပဲနဲ့ငါပေးမယ်လို့ပြောထားတဲ့အကြောင်းအရာဟာရွေးနှုတ်ခြင်းအကြောင်းအရာကိုပြောနေခြင်းမဟုတ်ပဲနဲ့ဖရာသခင်ကိုเนาะကျမတို့ရဲ့လိုအပ်ချက်အပေါ်မှာအဓိကထားပြီးပြောနေတာဖြစ်တယ်ကျမတို့အရောက်တိုင်းဟာရေငက်တဲ့ပြဿနာတွေရှိနိုင်တယ်အသင်းတော်မှာပြဿနာတက်တယ်ဆိုတာကရေပြက်လက်တဲ့ပြဿနာတွေကြောင့်ဖြစ်တယ်တောထဲမှာဣသရေလလူမျိုးတွေပြဿနာတက်တဲ့ပြဿနာရေပြက်လက်တဲ့ပြဿနာကြောင့်ဖြစ်တယ်အခုဒီနေ့ကျမတို့ဟာဖရာမိမိအထက်မှာဖရာရဲ့နော်ဖရာနေပါနေမယ်နော်ဒီနေ့မိမိအထဲမှာဖရာပါဝင်မှုနေပါနေတာပဲဖြစ်နော်ဒီနေ့ကျွန်တော်ပြဿနာဟာဖရာကိုလိုအပ်နေစေဖြစ်တယ်ပြဿနာတွေဖြစ်လာတဲ့အခြေအနေတွေအားလုံးဟာကျွန်တော်တို့
အသက်ရည်ပြက်လက်မှုကြောင့်ဖြစ်တယ်ဒါဒီနေ့ဒီနေရာမှာအပိုက်ငယ်6မှာပြောထားတဲ့ရေငတ်တော်သူကအသက်ရည်ကိုအဖိုးခမယူဘဲနဲ့ငါပေးမယ်လို့ပြောထားတဲ့အရာဘုရားသခင်ကိုကျွန်တော်တို့လိုအပ်ချက်အပေါ်မှာမူတည်ပြီးတော့အဓိကပြောနေခြင်းဖြစ်ပါတယ်ရေငတ်ခြင်းဆိုတာဘုရားသခင်ကိုလိုအပ်ခြင်းပဲဖြစ်ပါတယ်ဖျားမဲ့နေခြင်းဟာရေမရှိပဲဖြစ်တယ်ရေမရှိခြင်းပဲဖြစ်တယ်ဒါကြောင့်အသက်ရည်ထွက်ရဆန်းရည်သည်ရေငတ်တော်သူများရေငတ်ပြည်စေရန်ဖြစ်ပါတယ်ဒါဘုရားသခင်ကိုယ်တိုင်ပဲဖြစ်ပါတယ်เนาะကျမတို့ဘုရားကိုလိုအပ်ချက်အပေါ်မှာเนาะဒီနေ့ပြောထားခြင်းဖြစ်တယ်ရွေးနှုတ်ခြင်းနဲ့ဆက်နွယ်တဲ့ကျမ်းပိုက်မဟုတ်ဘူးဆိုတဲ့အရာပေါ့နော်နောက်တစ်ဖက်ကိုကျွန်တော်တို့ဆက်ပြီးတော့သုံးသပ်ကြည့်မယ်ဆိုရင်တဲ့ဤကျမ်းပိုက်ရဲ့အထူးဂတိတော်ကြောင့်ဘုရားသခင်ကိုကျေးဇူးတင်ပါတယ်အောင်မြင်သောသူများရရှိမည့်အရာကိုပြောတဲ့အတွက်ကြောင့်ဘုရားသခင်ကိုကျေးဇူးတင်ပါတယ်ဤနေရာ၌ပြောပြသောအောင်မြင်သူများမှာဗျာဒိတ်ကျမ်းအခန်းကြီး1နဲ့3နဲ့ခြားနာပါတယ်အခန်း1နဲ့3ရှိအောင်မြင်သောသူများမှာအသင်းတော်တစ်ခုလုံးမှလူတစုကိုပဲရည်ညွှန်းနေတာဖြစ်တယ်ဒီဗျာဒိတ်1နဲ့နော်ဗျာဒိတ်2နဲ့3မှာပြောထားတဲ့အောင်မြင်သူဆိုတာကကြတော့ခေတ်ကာလအပိုင်းခြားရပြောမယ်ဆိုဒီခေတ်ကာလမှာအသင်းတော်ကိုဘုရားသခင်ရယူနေတဲ့အချိန်ဒါပေမဲ့အသင်းတော်ဟာကြာဆင်းခြင်းမှာရှိနေစေဖြစ်သောကြောင့်ဘုရားသခင်ကအောင်မြင်တဲ့သူတွေကိုရှာဖွေနေတာဖြစ်တယ်အောင်မြင်တဲ့သူတွေစုเนาะဗျာဒိတ်2နဲ့3မှာပြောထားတဲ့လူဟာအသင်းတော်တစ်ခုလုံးကိုယဉ်ညွှန်းတာမဟုတ်ဘဲနဲ့အောင်မြင်သောသူကိုပဲဒီနေ့လူတစုကိုပဲယဉ်ညွှန်းတာဖြစ်ပါတယ်တဲ့ဒါပေမဲ့တဲ့ဒီနေရာမှာပေါ့เนาะဒီနေ့အခန်း21ဗျာဒိတ်21အငယ်6မှာကျွန်တော်တို့တွေ့ရတဲ့အောင်မြင်တဲ့သူတွေကတော့အသင်းတော်တစ်ခုလုံးမှလူတစုအသင်းတော်ဤနေရာရှိအောင်မြင်သူများမှာရေငတ်တော်သူများနဲ့ဆက်ဆက်နေသည်အရင်စကလုံးများမှာရေငတ်တော်သူဟာအသက်ရည်ကိုအဖိုးမပေးဘဲငါပေးမယ်လို့ပြောထားတယ်အောင်မြင်တော်သူသည်ဤအရာတို့ကိုအမွေခံလိမ့်မည်ဟုဆက်ပြောထားတာဖြစ်တယ်တနည်းအားဖြင့်အသက်ရည်ကိုတောက်သုံးတော်သူများ၌ဤနေရာ၌ပြောထားတဲ့အောင်မြင်သူတွေပဲဖြစ်ပါတယ်ဒါကြောင့်တနည်းအားဖြင့်ခုနကတော့အရှိမကျွန်တော်တို့ကိုကျွေးမွေးထားတဲ့အပိုက်မှာဘာတွေ့ရလဲဆိုလို့ရှိရင်ဘုရားသခင်ရဲ့လူဖြစ်မယ်เนาะဒီနေ့ဘုရားသခင်ကလည်းပဲသူတို့အထဲ၌ကဲဝင့်မယ်လို့ပြောထားတဲ့အရာကသူတို့ရဲ့ပိုင်ဆိုင်တဲ့အရာပါဝင်တဲ့အရာဟာဘုရားသခင်ကိုယ်တိုင်ပဲဖြစ်တယ်ဒါအောင်မြင်သူရဲ့အနေထားဟာလုံးလုံးသူကဘာကိုအမွေခံရမလဲဆိုလို့အသက်ဆန်းရည်တွင်အသက်ဆန်းရည်တွင်ထွက်တဲ့ဘုရားသခင်ကိုယ်တိုင်ကိုเนาะဒီနေ့လက်ခံရရှိတဲ့သူဖြစ်တယ်ဒါအောင်မြင်သောသူကိုရည်ညွှန်းနေတာဖြစ်တယ်အောင်မြင်သောသူဟာဘာကိုအမွေခံရမလဲအသက်ဆန်းရည်เนาะအသက်ရည်ထွက်ရဆန်းရည်တွင်ကိုအမွေခံရမှာဖြစ်တယ်ဆိုတဲ့အရာကိုပြောထားခြင်းဖြစ်တယ်ပေါ့เนาะဆိုတော့ကောင်းကင်တင့်နေမြေကြီးတင်တာကျွန်ုပ်တို့အားလုံးဒီအောင်မြင်သူများဖြစ်ကြလိမ့်မှာဖြစ်တယ်။ဒါပေမဲ့နိုင်ငံတော်ခေတ်ရဲ့တားယောက်ျားကတော့လူနည်းစုဖြစ်တာဖွဲ့စည်းထားပေမဲ့ယေရုရှလင်မြို့တင်၌သင်ယုံကြည်ခြင်းရှိသလားမရှိဘူးလားဟုသောမေးခွန်းတစ်ခုသာရှိမည်ဖြစ်သည်တဲ့။သင်နဲ့ယုံကြည်ခြင်းရှိပါကသင်ဒီအောင်မြင်သူဖြစ်မှာဖြစ်တယ်။တနည်းအားဖြင့်ယေရုရှလင်မြို့တင်မှာကတော့နော်ဒီနေ့အောင်မြင်သူယုံကြည်သူဖြစ်တယ်ဆိုရင်တော့အောင်မြင်သူဖြစ်လာမှာဖြစ်တယ်ဆိုတဲ့အရာပဲကျမတို့ကြည့်ရမှာဖြစ်ပါတယ်တဲ့နိုင်ငံတော်ခေတ်ကာလမှာဆိုလို့ရှိရင်တော့လူနည်းစုကပဲအောင်မြင်သူဖြစ်မယ်တားယောက်ျားအနေနဲ့ပေါ့နော်ဒါပေမဲ့ယေရုရှလင်မြို့တစ်မှာကကြတော့ဒီနေ့ယုံကြည်သူမှန်ရင်အားလုံးဟာအောင်မြင်သူဖြစ်ရှိနေမယ်ဆိုတဲ့အရာကိုတွေ့ရတယ်ပေါ့နော်ဒါကြောင့်အဲ့ဒီနေ့မှာဆိုလို့ရှိရင်မျက်ရည်မရှိတော့ဘူးဒီနေ့အဟောင်းဆိုင်ရာအရာတွေအားလုံးဟာဘာဖြစ်သွားလဲဆိုလို့ရှိရင်ကွယ်ပြောက်သွားပြီဖြစ်တယ်เนาะစန့်ကျင်မဲ့မြင်ကွင်းကိုကျမတို့မြင်တွေ့ရလိမ့်မှာဖြစ်တယ်အပြုသဘောဆောင်သောအရာများမှာကိုရော်ဒီသူတို့အလယ်၌ကဲဝတ်မှာဖြစ်ပြီးတော့သူတို့ဒီကိုရော်ရဲ့လူများဖြစ်ကြမှာဖြစ်တယ်ဒါအပိုက်ငယ်ခုနှစ်၌လည်းဘုရားသခင်ကငါဒီသူဤဘုရားသခင်ဖြစ်မည်သူဒီလည်းငါသားဖြစ်လိမ့်မည်ဖြစ်တယ်ပေါ့နော်သားအရာရဲ့ပြီးမြောက်ပြည့်စုံခြင်းရဲ့ပန်းနိုင်ဟာဝိညာဉ်စိတ်ခန္ဓာသုံးပိုင်းစလုံးเนาะဒီနေ့ဘုံထင်ရှားတဲ့เนาะဒီနေ့သားတော်နဲ့တညီတရံနဲ့ဖြစ်လာတဲ့များစွာသောသားတွေကိုနော်ဒီနေ့အဖကရရှိမှာဖြစ်တယ်ဒါယေရုရှလင်မြို့တစ်ဇနီးအနေနဲ့တော့၎င်းဒီ21ခုနှစ်မှာဆိုလို့ရှိရင်တော့သားလို့ရည်ညွှန်းထားတာကိုတွေ့ရတယ်ဒါဖခင်ရဲ့ပြီးမြောက်ပြည့်စုံတဲ့သားအရာရဲ့ပန်းနိုင်ဖြစ်တဲ့ဝိညာဉ်ကင်ခြင်းတစ်ခုပဲရပြီးတော့ကျွန်တော်ရဲ့စိတ်နှလုံးပြောင်းလဲခြင်းမရှိဘူးเนาะခန္ဓာအစဉ်တန်ပြောင်းလဲခြင်းမရှိဘူးဆိုလို့ရှိရင်တော့ဒီနေ့ယေရုရှလင်မြို့တစ်ထဲကိုဝင်ဖို့ရန်အတွက်မဖြစ်နိုင်ဘူးဒါပေမဲ့ခေတ်ကာလဆိုင်ရာအရာတော့ယေရုရှလင်မြို့တစ်ထဲကိုတော့ကျွန်တော်တို့အရောက်တိုင်းဟာဝင်ရဝရန်အတွက်ရှိတယ်အဲ့ဒီအရောက်တိုင်းဝင်ရမဲ့လူတွေအားလုံးဟာလည်းပဲအကုန်စင်စုံလင်သွားသောသူတွေပြီးမြောက်ပြည့်စုံသွားသောသူတွေဖြစ်တယ်ဒါကြောင့်အဟောင်းဆိုင်ရာဘာတစ်ခုမှမရှိတော့ကျွန်တော်တို့ရဲ့မြင်ကွင်းတွေလည်းအားလုံးကဆန့်ကျင်ဘက်တွေဖြစ်သွားလိမ့်မှာဖြစ်တယ်အရင်တော့မြင်ခဲ့ဘူးတဲ့အရာတွေလည်းကွယ်ပြောက်သွားပြီးမရှိတော့ဘူးเนาะဒီနေ့လုံးလုံးမင်္ဂလာနဲ့ပြည့်တဲ့ထာဝရမင်္ဂလာနိုင်ငံတော်เนาะဒီနေ့ထာဝရနိုင်ငံတော်ထဲကိုကျွန်တော်တို့ဝင်ရောက်သွားရမှာဖြစ်ပါတယ်ဒါကြောင့်နောက်ဆုံးဒီအပိုက်ငယ်ရှစ်မှာအခန်းကြီး21အပိုက်ငယ်ရှစ်မှာဆိုလို့ရှိရင်เนาะဒီနေ့ကြောက်တတ်တဲ့သူမယုံကြည်သောသူဆက်ဆုပ်ယွန်ရှာပွဲသောသူလူအသက်ကိုတတ်သောသူမတရားသောမေထုံ၌မိဝဲသောသူပြုစားတတ်သောသူရုပ်တုကိုကိုးကွယ်သောသူတစ္ဆာပြတ်သောသူအပေါင်းတို့ကိုမူကားဒုတိယသေခြင်းတည်းဟူသောကန့်နစ်လောင်သောမီးငယ်အိုင်ထဲ၌မိမိတို့အဖို့ကိုရကြလိမ့်မည်ဟုရေးသားထားတွေ့ရတယ်ပေါ့နော်။ထာဝရမီးငယ်အိုင်စီရင်ချက်ချခံရမဲ့သူတွေကတော့မယုံကြည်သူတွေဖြစ်တယ်။ဒါကြောင့်ထာဝရကာလဒီယေရုရှလင်မြို့တစ်တဲကိုဝင်ရောက်သွားမဲ့လူကတော့
သားယောက်ျားဖြစ်သလားမဖြစ်သလားတဲ့မေးစရာအချိန်မဟုတ်တော့ဘူး။ဘာကြောင့်လဲလို့ဆိုတော့ယုံကြည်သူဖြစ်သလားမယုံကြည်သူလားဆိုတဲ့အရာပဲ။ယုံကြည်သူမှန်တယ်ဆိုလို့ရှိရင်တော့ခေတ်ကာလအပိုင်းခြားအရာဘုရားသခင်ကခုနပြောပြီးလေခေါင်းမာတဲ့သူတွေကိုလည်းဘုရားသခင်ကအစိတ်စိတ်အမွာပြင်ဆင်ပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ယေရုရှလင်မြို့တည်ရောက်လို့ရှိရင်လူတချို့ကပဲအောင်မြင်ပြီးတော့တချို့ကြံခဲ့အောင်ပါလည်းမဟုတ်ဘူးအားလုံးဟာအောင်မြင်သူဖြစ်သွားလိမ့်မယ်ဒါဆိုလို့ရှိရင်နောက်ဆုံးမှဆိုလို့ရှိရင်တော့ယုံကြည်သူလားမယုံကြည်သူလားမယုံကြည်သူတွေအားလုံးကတော့ကန်းနဲ့လောင်နဲ့ထောင်ရမင်းငယ်အန်တွေကိုတွားရမှာဖြစ်ပြီးတော့ယုံကြည်သူတွေကတော့အောင်မြင်သူတွေအနေနဲ့သူတို့အမွေခံရမဲ့ဖျားကိုအမွေခံပြီးတော့ထောင်ရမင်္ဂလာเนาะဒီနေ့နိုင်ငံထဲကိုသူတို့ဝင်ရမှာဖြစ်တယ်ဆိုတဲ့အရာဒါကောင်းကင်တင်းနဲ့မြေကြီးတည်းရဲ့အခြေအနေမှာကျမတို့မြင်ရတဲ့အရာမြင်ကွင်းဖြစ်တယ်ဘုရားသခင်လိုချင်တဲ့အရာကိုသူရအောင်ယူမှာဖြစ်တယ်เนาะဒါကြောင့်ဒီခုနအဲ့ဒီကျမတို့အခုစင်ကျင်သွားတဲ့အပိုင်းကဏ္ဍအထဲမှာကျမတို့မရှင်းလင်းတဲ့အရာတွေရှင်းလင်းလာရတယ်เนาะတချို့သောသူတွေရဲ့အမားတွင်တဲ့အချက်တွေကိုကျမတို့ပြန်ပြီးတော့မြင်လာရတာဖြစ်တယ်နောက်ထပ်ခေါင်းစဉ်တစ်ခုကတော့ကောင်းကင်ကနေဆင်းသက်သည့်တန်ရှင်တော်မြို့တော်ဒါကဇနီးဖြစ်တယ်တို့သမီးဖြစ်တယ်ခန္ဓာကိုယ်တစ်ခုလုံးဖြစ်တယ်နော်စုံလင်ပြီးမြောက်သွားတဲ့ကိုရောရဲ့ဇနီးအနေနဲ့ဆင်းသက်လာမှာကိုတွေ့ရတယ်ဒီအခြေအနေကိုကျွန်တော်တို့ကြည့်တဲ့အခါမှာစန့်ကျင်ဘက်ကတော့နော်ဒီဗျာဒိတ်16မှာဆိုလို့ရှိရင်တော့ပြည်တစားမနော်မိမနှူဦးအကြောင်းကိုပြီးခဲ့တဲ့ဝင်ကချက်မှာကျွန်တော်တို့မြင်ခဲ့ရပြီးဖြစ်တယ်ပြည်တစားမရဲ့ယူပါယုံကိုမြင်တဲ့အခါမှာတောထဲကိုခေါ်ဆောင်သွားခြင်းခံရတယ်ဒါပေမဲ့ဒီတို့သမီးရဲ့နော်ဒီနေ့ယေရုရှလင်မြို့တည်းရဲ့ယူပါယုံကိုနော်မြင်ဖို့ကြတော့ကြီးမြင့်သောတောင်ကိုနော်ခေါ်ဆောင်သွားခြင်းခံရတယ်ဆိုတော့ဒီယူပါယုံတစ်ခုရဲ့မြင်တဲ့မြင်ကွင်းနဲ့နော်ဒီနေ့နေရာမတူဘူးဆိုတဲ့အရာပေါ့နော်ယနေ့လူတွေဟာလည်းပဲကြီးမားတဲ့ဖရားเจ้าအဆောက်အဦတွေကိုကြည်ကြတယ်တဲ့ကောင်းမွန်စွာစီစဉ်ထားတဲ့တနင်္ဂနွေနေ့အစီအစဉ်တွေနဲ့ပါဝင်ကြပြီးတော့လူအစွမ်းအစကိုသဘောကျနေကြတယ်ပေါ့နော်လူတွေရဲ့တင်ဆက်ပြသတဲ့เนาะအစီအစဉ်တွေထဲမှာသဘောကျနေကြတယ်ဒါပေမဲ့ဘုရားသခင်ရဲ့အမြင်၌အဲ့ဒီအရာအားလုံးဟာဘာဘူးလုံတော်ထဲမှာပဲเนาะရှိနေတာဖြစ်တယ်တဲကန်တာရဲ့အခြေအနေအသက်ကင်းမဲ့နေတယ်เนาะအသက်စီစဉ်ခြင်းမရှိတဲ့6တွေ့တဲ့လွင်တီးခေါင်เนาะလွင်တီးခေါင်၌ရှိနေတာဖြစ်ပါတယ်တဲ့ကောင်းကင်တမန်ကားတဲ့ယောဟန်အားတိုးတငယ်ရဲ့ဇနီးကိုပြတဲ့အခါမှာလေနော်ထိုနေရာ၌သူသည်ဖျားသခင်အထံတော်ကောင်းကင်ဘုံကဆင်းသက်လာသည့်တန်ရှင်တော်မြို့တော်ယေရုရှလင်မြို့တည်ကိုပြပေးတယ်အဲ့ဒီရှုခင်းကိုယောဟန်ကြီးမြင့်တဲ့တောင်ပေါ်မှာသူကကြည်ချင်းဖြစ်တယ်အဲ့ဒီအရာကဖျားသခင်ရဲ့ထာဝရယူပါယုံကိုမြင်ချင်းနဲ့ဆိုရင်တော့ကျမတို့ဟာကြီးမားပြီးတော့မြင့်သည့်တောင်ပေါ်သို့ဆက်နော်ခေါ်ဆောင်သွားရမည်ကိုနော်ဆောက်သွားရမည်ကိုဖော်ပြနေတာဖြစ်တယ်ကျွန်ုပ်တို့သည်တဲ့ဝိညာဉ်ရ၌မြင့်သည့်တောင်ပေါ်သို့ခေါ်ဆောင်သွားခြင်းကိုခံယူရမည်ဝိညာဉ်ရမြင့်သောတောင်ပေါ်၌မရက်နေဘူးဆိုရင်မြေပြန့်မှာပဲမြေပြန့်၌နေသောသူတို့ကိုမြင်ကြရမှာပဲဖြစ်ပါတယ်တဲ့တခါလေကြလို့ရှိရင်ကျမတို့ရဲ့ဝိညာဉ်ရအတ္တတာမှာလေနော်တာ၍မြင့်တဲ့နေရာကိုရောက်လေယေရုရှလင်မြို့တည့်ရဲ့ယူပါယုံကိုပို့ပြီးရှင်းလင်းပြတ်သားလာလေဖြစ်တယ်ဒါပေမဲ့ကျမတို့မြေပြင်ပေါ်မှာပဲဆက်နေမယ်ဆိုလို့ရှိရင်လေအားကြစရာဘာဘူးလို့တောထဲမှာရှိတဲ့တင်ဆက်ပြသမှုတွေကိုကျမတို့ပြန်ပြီးတော့စိတ်လည်နိုင်တာဖြစ်တယ်ဒါကြောင့်ဝိညာဉ်ရမှာကျမတို့ကတာ၍မြင့်တဲ့အားကြတာပေါ့နော်မြေပြင်မှာပဲနေတဲ့အတ္တတာနဲ့တောင်ပေါ်မှာတက်တဲ့အတ္တတာမတူဘူးနော်မြေပြင်မှာပဲတင်နေတယ်ဆိုလို့ရှိရင်တင်းရဲ့မျက်စိနဲ့တင်းရဲ့အားကြစရာကဘာဘူးလုံထဲကရှိတဲ့အရာတွေပဲဖြစ်တယ်တဲ့ဒါကြောင့်ဒီနေ့တောင်ပေါ်ကိုဆက်ပြီးတော့တက်ဖို့ရန်အတွက်ဝိညာဉ်ရမှာမြင့်မားတဲ့တောင်ကိုကျမတို့ဆက်တက်ဖို့ရန်အတွက်လိုအပ်တယ်တချို့သောသူတွေကရှင်းလင်းတဲ့ယူပါယုံမမြင်သေးတဲ့အခါမှာတုတ်ဆိုင်ကြတယ်နောက်နေကြတယ်ဒါကြောင့်ဒီနေ့ကျမတို့တွေကနော်ဒီနေ့ပြန်ပြီးတော့လေနော်ကိုယ့်ရဲ့စိတ်ကပြန်လဲချင်တယ်ဒါဒီနေ့ကျမတို့ဘယ်ကိုဆက်တက်ဖို့တောင်ပေါ်ကိုဆက်ပြီးတော့တက်ဖို့ရန်အတွက်လိုအပ်တယ်ကျမတို့ရဲ့ရှင်းလင်းတဲ့ယူပါယုံဟာကျမတို့ကိုပို့ပြီးတော့ဆွဲဆောင်ဖို့ရန်အတွက်ကျမတို့တောင်ပေါ်ကိုတက်ဖို့ရန်အတွက်လိုအပ်တယ်ဒါဆိုရင်နဲ့ဒီမောရှေကိုလည်းဘုရားသခင်ကလည်းเนาะသူတို့ဝင်စားမဲ့အမွေမြေကိုပြသတဲ့အခါမှာသူဟာတောင်ပေါ်ကိုเนาะပိတကာတောင်ထိပ်ကိုတက်ပြီးတော့ဂတိတော်ထားတဲ့เนาะဒီနေ့မြေပြန့်ဒေသကိုကြည့်ဖို့ရန်အတွက်မိမ့်မြတ်တော်မူသည်ဤရာသည်လည်းကျွန်ုပ်တို့အာယူပါယုံနှင့်ဖွင့်ပြခြင်းရရှိရန်ဘုရားသခင်အကြံစီတော်ကိုကျွန်တော်တို့ကြည်မြင်ဖို့ရန်အတွက်မြင့်တော်နေရာ၌ရှိရမည်ဖြစ်ကြောင်းကိုပြသနေတာဖြစ်ပါတယ်တဲ့အပြစ်ကျူးလို့ခြင်းမရှိဘဲနဲ့တရက်ပြီးတရက်တာမန်ခရိယန်တယောက်အနေနဲ့သာရှိနေခြင်းကိုလုံလောက်ပြီးလို့လည်းမထင်ပါနဲ့ထိုထက်ဘုရားသခင်ထာဝရအကျင့်စီတော်သည်ဩဝါဒနှင့်အတိတရားတသက်ထက်ပိုချောင်းကိုသဘောပေါက်ရန်လိုအပ်တာဖြစ်ပါတယ်အခုတဲ့ဒီနေ့များစွာသောတရားဒေသနာဝင်ငှတဲ့လူတွေဟာเนาะဒီနေ့ပော့တိန်နဲ့เนาะဒီနေ့နှုတ်ကပတ်တော်တွေကိုသူတို့ဝင်ငှကြတာဖြစ်တဲ့အတွက်ကြောင့်လူတွေဟာနှုတ်ကပတ်တော်ရဲ့ဩဝါဒရဲ့အတိတရားကိုပဲလက်ခံရရှိပြီးတော့သူတို့ရဲ့အသက်ရှင်ခြင်းမှာတတိမမူတော့ဘဲနဲ့เนาะပော့တန်စွာသူတို့အသက်ရှင်ကြတယ်။အော်ဘာဖြစ်တရေကြလို့ရှိရင်ခုနပြောသလိုပေါ့ဖျားချီဆောင်ရင်ငါတို့အားလုံးပါကြမှာပါပဲဆိုတဲ့အဲ့လိုမျိုးတွေးထားတဲ့သူတွေလည်း
ရှိကြတာဖြစ်တယ်ပေါ့နော်ဒါကြောင့်ဒီနေ့ကျမတို့တွေကဘုရားသခင်ထာဝရအကြံစီတော်နဲ့ပတ်သက်ပြီးတော့လေနော်သဘောပေါက်နားလည်ရမယ့်အရာကဝိညာဉ်၌ဒါကြောင့်လည်းဒီကနေ့များစွာသောခရိယန်တွေဟာတဲ့ကိုယ့်ရဲ့အသက်တာရဲ့အသက်ရှင်ခြင်းကိုလေနော်ဒီနေ့ဘလို့မှအမားခံလို့မရဘူးဆိုတဲ့အရာအလေးနဲ့ထားပြီးအသက်ရှင်ရမယ်ဆိုတဲ့အရာကိုသူတို့ကမတိတော့ဘူးပြီးတဲ့အခါမှာဝိညာဉ်ကိုလေ့ကျင့်ပြီးတော့ဘလို့ဖျားနဲ့တွာလာရမလဲဆိုတာမတိရတော့တဲ့အကြောင်းရင်းဟာတဲ့ဒီနေ့ခရိယန်လောကမှာရှိတဲ့ဒီနေ့ပေါ့တိမ်တဲ့တုန်တင်ချက်တွေကြောင့်ဖြစ်တယ်ဆိုတဲ့အရာပေါ့နော်ဒီနေ့ကျမတို့အဖို့ကကြတော့နားလည်ရမယ့်အရာကခေတ်ကာလအပိုင်းခြားကိုလည်းကျမတို့မြင်ပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ဘုရားသခင်လိုချင်တဲ့စံချိန်စံတို့မရောက်မချင်းဘုရားသခင်ကလှုပ်ဆောင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ကပြင်ဆင်ဖို့လိုတယ်ပြင်ဆင်ခံဖို့ရန်အတွက်လိုအပ်တယ်နေ့တိုင်းကျမတို့ကဝိညာဉ်ကိုလေ့ကျင့်ခြင်းရှိဖို့ရန်အတွက်လိုအပ်တယ်ဆိုတဲ့အရာကိုတတိပေးချက်အနေနဲ့ပေါ့နော်ကျမတို့ကိုပြန်ပြီးတော့ဒီမှာတိဆောက်ထားတယ်လေနော်မြေပြင်ပေါ်မှာပဲရှိမယ်ဆိုလို့ရှိရင်မြေကြီးနဲ့ဆိုင်တဲ့အရာကိုပဲကျမတို့မြင်တွေ့မှာဖြစ်တယ်နော်မြင့်မားတဲ့ဖခင်ရဲ့ယူပါယုံနော်ပန်းတိုင်ထောင်ရဖခင်သခင်လိုချင်တဲ့အရာကိုမြင်ဖို့ဆိုလို့ရှိရင်ကျမတို့ရဲ့ဝိညာဉ်ရဲ့ဟာတောင်တက်တဲ့အသက်တာလေနော်ဒီနေ့မြင့်မားတဲ့အနေထားမှာကျမတို့ရှိဖို့ရန်အတွက်လိုအပ်တာဖြစ်တယ်ဖခင်သခင်အလိုဆန္ဒရှိသောအခါအရာခတ်သိမ်းဟာပြီးမြောက်အောင်မြင်မှာဖြစ်တယ်အခုယေရုရှလင်မြို့တည်ဆိုတာကကျမတို့အနေနဲ့ကဘာဘူးလုံမှာလဲကျေနပ်ကြလိမ့်မှာဖြစ်တယ်။ဒါပေမဲ့ဘုရားသခင်ကတော့ယေရုရှလင်မြို့တစ်ကိုပဲရယူမှာဖြစ်တယ်။ဒါဆိုဘုရားသခင်ရယူမဲ့အရာဘုရားသခင်ကိုယ်တိုင်ဟာပြီးမြောက်အောင်မြင်မှာဖြစ်တယ်ပေါ့နော်။ကျမတို့လိုချင်တဲ့အလိုဆန္ဒမဟုတ်ပါဘူးဘုရားသခင်အလိုဆန္ဒဖြစ်တယ်ပေါ့နော်။ဒါကဘုရားသခင်ထာဝရအတိတ်ကာလမှာကတည်းကနော်သူရည်ရွယ်ထားခဲ့တဲ့အရာကိုထာဝရအနာဂတ်ကာလမှာအသေးချာရယူမှာဖြစ်တယ်အသေးချာရရှိမှာဖြစ်တယ်ပထမဦးစွာအောင်မြင်တဲ့သူတွေကတော့နိုင်ငံတော်တို့ခေါ်ဆောင်ခံရပြီးမှကောင်းကင်တည်နေမြေကြီးတည်လို့ခေါ်ဆောင်မိဖြစ်ပါသည်သို့တော်ပြဿနာမှာအောင်မြင်သူများဟာမြည်သူနီးအောင်မြင်သူတူဖြစ်ရန်အတွက်ဖွင့်ပြခြင်းလိုအပ်တယ်ဖွင့်ပြခြင်းမရှိဘူးဆိုလို့ရှိရင်တော့အရာခတ်သိမ်းကိုတင်ကြားခြင်းတစ်ခုအဖြစ်နဲ့ပဲလက်ခံရန်လွယ်ကူကြတယ်အတိတရားဟာအတိမတိနိုင်ဘူးတဲ့ဖွင့်ပြခြင်းခံရခြင်းအဖြစ်သာလင်အတိတိနိုင်တာဖြစ်တယ်ဆိုတာကိုသိမှတ်ထားရမှာဖြစ်တယ်ဘလို့ပဲဖြစ်ဖြစ်စေဖွင့်ပြခြင်းကိုရရှိဖို့ဆိုလို့ရှိရင်တော့မြေပြန့်နိုင်မနေပဲနဲ့မြင့်သောတောင်ပေါ်ကိုတက်ဖို့ရန်အတွက်เนาะတိုး၍တက်ကြရမှာဖြစ်ပါတယ်တောင်ပေါ်တို့တက်ရနဲ့အခက်အခဲတချို့ရှိမိဖြစ်တော့လဲအပေါ်တို့တက်ရန်အတွက်အားထုတ်ဖို့တော့လိုပါတယ်အားထုတ်မှုမရှိဘူးဆိုလို့ရှိရင်တောင်ထိပ်တော့မရောက်နိုင်ပါဘူးတနည်းပြောမှဆိုရင်เนาะဒါဒီအခြေအနေကိုကျွန်တော်တို့ကြည့်မယ်ဆိုလောတာရဲ့မိမเนาะလောတာရဲ့ဇနီးရဲ့အခြေအနေကနော်လူအစခုနှစ်ထဲမှာဆိုရင်တပည့်တော်တွေကနိုင်ငံတော်ကိုတော်နိုင်ငံတော်ဘယ်အချိန်မှတီထောင်မလဲတွေမေးကြတယ်အဲကိုတော်ကဘာပြန်ပြောလဲဆိုလို့ရှိရင်နိုင်ငံတော်ရဲ့အကြောင်းအရာကိုမပြောဘဲနဲ့နော်ဒီနေ့သခင်ဘုရားကြွလာတဲ့အချိန်ကြလို့ရှိရင်လောတာရဲ့အချိန်ကာလခဲ့သို့နောအေးရဲ့အချိန်ကာလခဲ့သို့ဖြစ်မှာဖြစ်တယ်ပြီးတော့ဆက်ပြီးတော့ပြောထားတဲ့စကားကလောတာရဲ့ဇနီးကိုအောက်မေ့ကြလောလို့ပြောထားတာဖြစ်တယ်။အိုးသခင်ယေရှုဒါဆိုလို့ရှိရင်ဒီနေ့ကျမတို့တွေဟာတောင်ပေါ်အသက်တာလည်းမဟုတ်เนาะပြီးတော့ဒီနေ့ဘယ်လိုပြောရမလဲဆိုတော့တောတုံထဲမှာလည်းမဟုတ်တောင်ပေါ်မှာလည်းမဟုတ်လွင်ပြည်เนาะဒီနေ့လွင်တီးခေါင်ပြင်เนาะလွင်တီးခေါင်ထဲမှာဆိုလို့ရှိရင်တော့ခရိယန်လောကထဲမှာပဲเนาะခရိယန်လောကထဲမှာပဲရှိနေတဲ့အခြေအနေထားကဖခင်အတွက်အသုံးမဝင်တာဖြစ်တော့ကြောင့်အသုံးမရတော့เนาะအခြေအနေကဘာကိုဖြစ်စားတိုင်ရှက်ကြောက်ဖွယ်ရာအကြောင်းဖြစ်စေတာဖြစ်တယ်ဒါဟာကြီးမားတဲ့ကျမတို့အတွက်သတိပေးချက်ဖြစ်တယ်ပေါ့နော်ဒီမှာဆိုကျမတို့ကတဲ့တောင်ပေါ်ကိုတက်ဖို့ရန်အတွက်လိုအပ်တယ်ဘယ်မှာကြံနေခဲ့လို့မရဘူးလဲဆိုလို့ရှိရင်မြေပြင်မှာနော်ကြံခဲ့လို့မရပါဘူးဒါကြောင့်လောတာရဲ့ဇနီးမယားရဲ့ပုံဥမာဟာကယ်တင်ခံရပြီးပေမဲ့ဖျားရောက်ရှိစေခြင်းတဲ့နေရာကိုမရောက်ဘဲနဲ့နော်ဒီနေ့မြေအတွက်လည်းမကောင်းအမိုက်ပုံဖို့လည်းမကောင်းပြင်ကိုပဲပြစ်လိုက်ဖို့ရန်အတွက်ပဲရှိတာဖြစ်တယ်ဆိုတဲ့အနေထားပေါ့နော်ဒါကြောင့်ခရိယန်တွေအဖို့နားလည်ရမယ့်အရာကနေရာ၃နေရာရှိတယ်ဆိုတဲ့အရာကိုနားလည်ဖို့ရန်အတွက်အရေးကြီးတာဖြစ်တယ်။များစွာသောခရိယန်တွေသိတာနေရာနဲ့နေရာပဲဖြစ်တယ်။နော်ဖះကိုယုံကြည်တော့တေးချတယ်သူတို့ကတရားရာခိုင်နှုန်းအတိအကျကောင်းကင်နိုင်ငံသွားရမယ်ဒီလောက်ပဲသိထား။ဒါကြောင့်မို့ခရိယန်လောကမှာအားလုံးနားလည်ထားတဲ့အရာကနေရာနဲ့နေရာပဲသိတယ်ကောင်းကင်နိုင်ငံနဲ့ငရဲဆိုတဲ့အရာပဲတတိယနေရာကိုသူတို့မသိကြဘူးတဲ့။ဒါကြောင့်တတိယနေရာကိုသိဖို့ရန်အတွက်ခရိယန်တွေကတဲ့အနှင်းငယ်သောလူတွေပဲသိပြီးတော့အနှင်းငယ်သောသူတွေပဲလက်တွေ့အသက်ရှင်ရှောက်လန်းကြတာဖြစ်ပါတယ်တဲ့။များစွာသောသူတွေကကြားရပေမဲ့လက်မခံကြဘူး။ဒါကြောင့်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့သခင်ဖျားကိုယ်တိုင်ကတဲ့ဒီတတိယနေရာနဲ့ပတ်သက်ပြီးတော့တဲ့နော်လူကာရောက်မှပြောတာမဟုတ်ဘူးတဲ့တတိယနေရာရဲ့အကြောင်းကဘာဥမာကလေးကမျိုးစေ့ချခဲ့တာဖြစ်ပါတယ်တဲ့။အိုးသခင်ယေရှုနော်ဒါဒီနေ့ကျမတို့တွေဟာအားထုတ်လှုပ်ဆောင်ဖို့ရန်အတွက်တောင်ထိပ်ကိုတက်ဖို့ရန်အတွက်လိုအပ်တယ်။တောင်ထိပ်ကိုတက်မှကျမတို့ဟာရှင်းလင်းတဲ့ယူပါယုံကိုမြင်မှဖြစ်ပြီးတော့ပို့ပြီးတော့ကျမတို့တွေအဲ့ဒီအရာအတွက်ဆက်သွားနိုင်ကြမှာဖြစ်တယ်ပေါ့နော်။ဒါကြောင့်ဒါဝိညာဉ်ကိုလေ့ကျင့်ခြင်းဝိညာဉ်၌ရှိခြင်းဆိုတဲ့နော်တောင်ထိပ်တက်ခြင်းအသက်တာနဲ့ပတ်သက်ပြီးခက်ခဲမှဖြစ်ပေမဲ့ကျမတို့အားထုတ်ဖို့ရန်အတွက်လိုအပ်တယ်။ဒါကြောင့်နဲ့ဝိညာဉ်ရနဲ့အောင်မြင်ဖို့ရန်အတွက်ဆိုလို့ရှိရင်တဲ့
နော်ဒီနေ့ကျမတို့အားထုတ်မှုမရှိဘူးဆိုလို့ရှိရင်တော့တောင်ထိပ်ကိုမရောက်နိုင်ဘူးဝိညာဉ်ရနဲ့အောင်မြင်ရန်နေ့မြေနှိပ်လွင်ပြီးမှကဲတီခံရဖို့ရန်အတွက်ဖျားသခင်မဆပါစေကဲတီခံရယုံနဲ့အခြားသောအရာမလိုအပ်ဘဲနဲ့လုံလောက်ပြီးလို့လည်းမထင်သင့်ပါနဲ့ဩတချို့တွေကစိတ်ချထားတာလေနော်ကဲတီခံရပြီးဆိုလို့ရှိရင်တော့နော်သူတို့ကိုသူတို့စိတ်ချထားတာအဲ့လောက်ထိနော်ဒီနေ့ကျမတို့တွေဟာမထင်သင့်ဘူးတဲ့နော်ကဲတီခံရယုံနဲ့အခြားသောအရာမလိုအပ်ပဲလုံလောက်ပြီးလို့မထင်သင့်ပါဘူးဖျားသခင်ဒီထိုနှိပ်သောအသက်တာကနေကဲတင်ပြီးသူ့ရဲ့စိတ်နှလုံးသားတောင်းတချက်ကိုကျွန်တော်တို့အားဖွင့်ပြပါစေကျွန်တော်တို့ဒီမြင့်သောတောင်၌ရှိမှသာလင်ဖွင့်ပြခြင်းကိုလက်ခံရရှိနိုင်မှာဖြစ်ပါတယ်တဲ့နော်ဒါကတော့ဒီကျမတို့ယူပါယုံကိုမြင်ဖို့အရေးကြီးတယ်ဒါမှအောင်မြင်သူဖြစ်နိုင်မယ်ပေါ့နော်အောင်မြင်သူဖြစ်နိုင်ဖို့ရန်အတွက်ကျမတို့ယူပါယုံကိုရှင်းလင်းမြင်ဖို့ရန်အတွက်အရေးကြီးတယ်ယူပါယုံကိုမြင်ဖို့ဆိုလို့ရှိရင်တော့မြေနှိပ်မှာပဲနေလို့မရပါဘူးတောင်တက်တဲ့အသက်တာဆိုလို့ရှိရင်ဒါကကားတယ်ပေါ့နော်ဇီးအောင်တောင်ကိုနော်ဇီးအောင်တောင်ရဲ့အသက်တာဆိုတာကတောင်တက်တဲ့အသက်တာနော်ဒီနေ့ဇီးအောင်သွားရလမ်းမများ၌နော်မျက်ရည်ကျလျက်မျိုးစေ့ကိုကျဲတယ်ဆိုတဲ့အရာကဆင်းရဲဒုက္ခအခက်အခဲနော်ဒီနေ့အရှိတယ်ဆိုတဲ့အရာကိုဖော်ပြခြင်းဖြစ်တယ်ကျွန်တော်တို့ဟာတောင်တက်တဲ့အသက်တာရှိဖို့မြင့်မားတဲ့နော်အရာကိုရှင်းလင်းမြင်ဖို့ဒါမှသာလေကျွန်တော်တို့အောင်မြင်သူဖြစ်နိုင်တယ်ဆိုတဲ့အရာပေါ့နော်အဲ့လိုပဲတဲ့ယောဟန်ကလည်းအဲ့ဒီယူပါယုံကိုမြင်ပြီးတဲ့နောက်မှာဆိုလို့ရှိရင်တော့မိုက်မဲတဲ့အရာတစ်ခုကိုလုပ်တယ်လို့တော့ကျွန်တော်တို့နော်မြင်ခဲ့တယ်ပေါ့နော်အမှန်တကယ်တော့တဲ့မိုက်မဲတဲ့အရာနော်ဒီနေ့ကောင်းကင်တမန်ကိုသူကိုးကွယ်တယ်နဲ့ပတ်သက်ပြီးတော့ဒါကတော့မိုက်မဲတဲ့အရာဖြစ်တယ်လို့တော့ကျွန်တော်တို့နော်ဒီနေ့အဓိပ္ပာယ်ရှိပါတယ်ယောဟန်ဒီတမန်တော်12ပါးအနှစ်ကတော့နော်ဒီအိလောကမှာနောက်ဆုံးစွန့်ခွာသွားတဲ့နောက်ဆုံးတစ်ယောက်ဖြစ်တယ်သူမှအတိတရားလှုပ်ဆောင်ချက်မေတ္တာအတွေ့အကြုံကျွန်တော်တို့တဲ့များစွာတာလွန်ပါတယ်ဒါပေမဲ့ဗျာဒိတ်ကျမ်းမှာဖော်ပြထားတဲ့အရာကတော့ဒီမိုက်မဲတဲ့အရာကိုနှစ်ကြိမ်သူလှုပ်ဆောင်ခဲ့အဲ့ဒါကောင်းကင်တမန်ကိုကိုးကွယ်ခြင်းဆိုတဲ့အရာနဲ့ပတ်သက်ပြီးနော်ဤသို့ယောဟန်လှုပ်ဆောင်ခြင်းဖြင့်သူ့ကိုမလှုပ်ပါနဲ့လို့ပြောတော့လေယောဟန်ကစိတ်နှလုံးအကျွေးမဲ့ပြုလုပ်တတ်သောပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်မလို့တဲ့ဘုရားသခင်စီမံကိန်းနဲ့လှုပ်ဆောင်ချက်ကိုတန်ဖိုးထားကြောင်းထင်ရှားစေပါဖြစ်တယ်ဒီအချက်ကကျွန်တော်တို့ကလည်းနော်ဘာကိုကျွန်တော်တို့ကိုမြင်တွေ့စေလဲဆိုလို့ရှိရင်ဘုရားသခင်စီမံကိန်းနဲ့ပတ်သက်ပြီးတော့ယောဟန်ကအကျွေးမဲ့ဖြစ်သောပုဂ္ဂိုလ်ဖြစ်တယ်ဆိုတဲ့အရာကိုပြသတာပဲဖြစ်ပါတယ်တဲ့နော်ထို့သောအခြေအနေ၌သူ့ကိုယ်သူတားဆီးရမတတ်နိုင်ပဲတစုံတရာကိုမိုက်မဲစွာပြုလုပ်ခဲ့တာဖြစ်တယ်သူရဲ့လှုပ်ဆောင်ချက်ဟာမာယွင်းတော်လဲနှလုံးသားဟာမှန်ကန်တယ်ဆိုတာကိုတွေ့ရတယ်ဘုရားသခင်ရဲ့ယူပါယုံကိုတွေ့တဲ့အခါမှာနော်ကျွန်တော်တို့ထားသိတဲ့သဘောထားကိုပြသနေတာဖြစ်ပါတယ်ကျွန်တော်တို့ကယူပါယုံကိုမြင်ပြီဆိုလို့ရှိရင်စိတ်နှလုံးအကျွေးမဲ့ဖြစ်ဖို့ရန်အတွက်လိုအပ်တာဖြစ်တယ်ဆိုတဲ့အရာပေါ့နော်ကျွန်တော်တို့ကယူပါယုံကိုမြင်ပြီးတော့မိုက်မဲတဲ့အရာကိုတော့လုံမိကောင်းလုံမိမိဖြစ်ပေမဲ့နော်ကျွန်တော်တို့ရဲ့နှလုံးသားဟာအကျွေးမဲ့ဖြစ်လားဆိုတဲ့အရာကိုလေနော်ဒီနေ့ယောဟန်ရဲ့အသက်တာအဖြစ်ကျွန်တော်တို့ကိုမြင်ပြနော်ပြသတာဖြစ်ပါတယ်ထို့သောယူပါယုံကိုမြင်ရန်အတွက်ဘုရားသခင်ဒီအခွင့်ပေးပါစေယေရုရှလင်မြို့တစ်ကိုမြင်ရန်အမြင့်တို့တက်နိုင်ရန်ဘုရားသခင်ကျေးဇူးပြုတော်မူပါစေတော့တဲ့ကျွန်တော်တို့အထက်၌ယူပါယုံနဲ့အောင်မြင်လို့ချင်းမှတပါအခြားသောအရာမလိုအပ်တော့သည့်အထိဖြစ်နိုင်ပါစေတဲ့နော်ဒါကတော့ဒီခေါင်းစဉ်အောက်မှာပေါ့နောက်ဆုံးဘုရားသခင်ပြန်ပြီးတော့ရယူမဲ့နော်ဒီနေ့ယေရုရှလင်မြို့တစ်အသင်းတော်ဟာလုံးဒီနေ့ဘာနဲ့ခြားနာတယ်လဲနော်ဘာဘူးလုံးနဲ့လုံးဝမအဆမဆိုင်တဲ့အခြေအနေကိုကျမတို့မြင်တွေ့ရတယ်ပေါ့နော်ဤမြို့တော်ဒီအခန်း19၌ဖော်ပြထားသောမြို့တော်နဲ့ခြားနာတယ်နော်ဒီမိမနှစ်ဦးမြို့တော်နှစ်ခုဘာဘူးလုံးနော်ဘာဘူးလုံကိုပြည့်တစားမဘာဘူးလုံကိုလည်းမြို့တော်အနေနဲ့နော်ပြီးတော့ဒီယေရုရှလင်မြို့သစ်ဆိုလို့ရှိရင်ဇနီးအနေနဲ့မြို့အနေနဲ့အဲ့ဒီနှစ်ခုစလုံးရဲ့ခြားနာချက်ကိုကျမတို့မြင်တွေ့ရတယ်အခန်း19မှာကျမတို့တွေ့ရတဲ့မြို့တော်နဲ့မိမကနော်ဒီနေ့ပြည့်တစားဘာဘူးလုံမြို့ကြီးအဲ့ဒီမြို့တော်ကိုကြီးမားတဲ့မြို့တော်လို့ခေါ်ပေမဲ့ယေရုရှလင်မြို့တစ်ကိုတော့တန့်ရှင်းသောမြို့တော်လို့ခေါ်တာဖြစ်ပါတယ်။ဘာဘူးလုံမြို့ရဲ့ထူးခြားချက်ကတော့ကြီးမားခြင်းဖြစ်ပြီးတော့ယေရုရှလင်မြို့တစ်ရဲ့ထူးခြားချက်ကတော့တန့်ရှင်းခြင်းပဲဖြစ်တယ်ပေါ့နော်။အချို့သောခရိယန်တွေဟာကြီးမြတ်ခြင်းကိုအလေးထားပြီးတော့အချို့ကတော့တန့်ရှင်းခြင်းကိုအာရုံစိုက်ကြတယ်တဲ့။ကြီးမြတ်ခြင်းအပေါ်၌အာရုံစိုက်တဲ့သူတွေဟာဘာဘူးလုံရဲ့မူဝါဒလမ်းစဉ်၌ရှိပြီးတော့တန့်ရှင်းခြင်းအပေါ်အထူးပြုထားတဲ့သူတွေကတော့ယေရုရှလင်မြို့တစ်ရဲ့လမ်းစဉ်၌ရှိကြတာဖြစ်ပါတယ်။ဒါကြောင့်တန့်ရှင်းခြင်းအတိတ်ပဲကဘာလဲဆိုလို့ရှိရင်တန့်ရှင်းခြင်းဆိုတာဘုရားသခင်တပါးပဲတန့်ရှင်းတာဖြစ်တယ်ပေါ့နော်ဒါကြောင့်ဒီနေ့ဟေဘရဲထဲမှာတန့်ရှင်းစေတတ်တော်သူနှင့်တန့်ရှင်းစေအပ်တော်သူဒီတပါးတဲ့တော်ပဂတိရှိကြတာဖြစ်တဲ့အတွက်ကြောင့်မလို့ညီအကိုများလို့ခေါ်ရမှာကိုရှက်ကြောက်ခြင်းမရှိဘူးလို့ဖော်ပြထားတာတွေ့ရတယ်ပေါ့နော်ဒါခရစ်တော်ဟာတန့်ရှင်းတဲ့အတွက်ကြောင့်ကိုရိုနာရှိတဲ့သူတွေဟာလည်းတန့်ရှင်းကြတာဖြစ်တယ်ဒါကြောင့်နှုတ်ကပတ်တော်ရေနဲ့ဆေးကြောပေးတယ်တန့်စင်ပေးတယ်ဆိုတာကသူကိုယ်တိုင်နဲ့ကျမတို့ကိုဆေးကြောတန့်စင်ပေးနေတာဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်ပေါ့နော်ဖျားသခင်အထံကထွက်လာတဲ့အရာတွေအားလုံးဟာတန်ဖိုးရှိတယ်ဖျားသခင်ထံကနေလာတဲ့တ
တခုတည်းသောအရာကတော့ယေရုရှလင်မြို့တစ်ပဲဖြစ်တယ်နော်ယေရုရှလင်မြို့တစ်ဆိုတာကလုံးလုံးဖခင်ရဲ့ drop တဘာဝဖခင်ဖြစ်တဲ့အတိုင်းဖခင်တန့်ရှင်းတဲ့အတိုင်းလုံးလုံးထုတ်လုပ်မဲ့ထုတ်ကုန်တစ်ခုဖြစ်တယ်ဆိုတဲ့အရာပေါ့နော်လူရဲ့အရာဟူသမျှဟာပယ်ရှင်းခံရမှာဖြစ်ပြီးတော့ချီဆောင်ခြင်းဒီအဲ့ဒီအရာပေါ်မှာပဲအခြေခံမှာဖြစ်တယ်နော်အဘယ်ကြောင့်အချို့သောသူများကြံ့ရစ်ခဲ့ရသနည်းသူတို့တွင်ခရစ်တော်ထံကလာတဲ့အရာမဟုတ်သောအရာများစွာရှိနေသေးတဲ့အတွက်ကြောင့်မလို့ကောင်းကင်ကိုသူတို့ကိုမဆောင်သွားနိုင်တာဖြစ်တယ်ဒါကလုကာ16မှာပြောထားတယ်လေနော်မြေအဖို့လည်းမကောင်းအမိုက်ပုံဖို့လည်းမကောင်းနိုင်ငံတော်အတွက်လည်းမကောင်းငရဲအတွက်လည်းမကောင်းပြင်ကိုပဲပြည့်ရတယ်ဆိုတဲ့အရာဒါကြောင့်မြေကြီးအရာဟုသမျှသည်မြေကြီးပေါ်၌သာခြံထားရစ်ခဲ့ရသည်ကောင်းကင်နှင့်ဆိုင်သောအရာဟုသမျှသည်ကောင်းကင်သို့ပြန်သွားရမှာပဲဖြစ်ပါတယ်တဲ့ဒါဆိုလို့ရှိရင်ကောင်းကင်နှင့်ဆိုင်တဲ့အရာတွေဟာเนาะဒီနေ့အသင်းတော်ကိုဖျားသခင်ရည်ရွယ်ထားတဲ့เนาะဒီနေ့သဘောတဘာဝဖြစ်တယ်လူရဲ့အရာတွေအားလုံးဖယ်ရှင်းခံရပြီးတော့ခရစ်တော်ရဲ့အရာတွေနဲ့ပေါင်းထည့်ခြင်းခံရပြီးလုံးလုံးကောင်းကင်ဆိုင်ရာဖြစ်သွားတဲ့သူတွေအဖို့ကတော့เนาะဒီနေ့ပသွားမှာဖြစ်ပါတယ်ဒါချီဆောင်ခြင်းဟာဘယ်အပေါ်မှာအခြေခံပြီးတော့เนาะဒီနေ့ခေါ်ဆောင်သွားမလဲဆိုလို့ရှိရင်တဲ့เนาะဖခင်ရဲ့တန့်ရှင်းခြင်းစံနှုန်းနဲ့ပဲဖြစ်တယ်ဆိုတဲ့အရာပြီးတော့အဲ့ဒီတန့်ရှင်းတဲ့မြို့တော်ရဲ့အလင်းဆိုတဲ့ခေါင်းစဉ်မှာကတော့ကျွန်တော်အားလုံးသိတယ်ဒီမြို့တော်ရဲ့အယောင်အဝါဟာ Jasper ကြောက်ကဲ့သို့ဗျာဒိတ်လေးမှာဆိုလို့ရှိရင်လည်းဖခင်သခင်ရဲ့အစင်းအယောင်ဟာ Jasper ကြောက်ကဲ့သို့ဖြစ်တယ်ဒါကြောင့်နောက်ဆုံးထွက်ပေါ်လာမဲ့ယေရုရှလင်မြို့တစ်ဟာလုံးလုံးဖခင်ကိုထင်ရှားမဲ့မြို့တော်ဖြစ်တယ်ယေရုရှလင်မြို့တစ်ဟာကောင်းကင်ကနေဆင်းသက်လာတယ်လို့ပြောတာဖြစ်တဲ့အတွက်ကြောင့်လုံးလုံးကောင်းကင်ဆိုင်ရာဖြစ်တယ်မြေကြီးကမဟုတ်ဘူးမြေကြီးနဲ့မဆိုင်ဘူးလူရဲ့အရာမဟုတ်ဘဲနဲ့လုံးလုံးဖခင်ဆိုင်ရာဖြစ်တယ်ဆိုတဲ့အရာကကျွန်တော်တို့အတွက်ဖခင်ရဲ့နှလုံးသားထဲမှာရှိတဲ့ပန်းတိုင်ကိုနော်ဖော်ပြထားတာဖြစ်ပါတယ်ယောနိုချင်းလုံးဝမရှိဘူး Jasper ကြောင့်ထိုးဖောက်မြင်နိုင်တဲ့ကြည်လင်ပြသားတယ်ဆိုတဲ့အရာကအယောနောမရှိဘူးဒါဆိုဘာဘူးလုံရဲ့အလေလာဟာယောနောချင်းရှိနေစေဖြစ်တယ်ဒါဆိုတချို့သောဘာဘူးလုံရဲ့အလေလာမူဝါဒဟာကြီးမြတ်ခြင်းကိုအလိုရှိကြပြီးတော့ယေရုရှလင်မြို့တည်ရဲ့နော်ဒီနေ့လမ်းစဉ်ကတော့တန့်ရှင်းခြင်းအပေါ်မှာနော်ဒီနေ့အထူးပြုထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့ကျမတို့ကတန့်ရှင်းစင်ကြယ်ခံဖို့ရန်လိုလားတောင်းတရမှာဖြစ်တယ်နှုတ်ကပတ်တော်ရေနဲ့စေကြောဖို့ရအတွက်ဆိုလို့ရှိရင်ကိုရောကိုနီးပေါင်းစုံနဲ့ကျွန်တော်တို့ထိတွေ့ကြုံခံစားဖို့ရအတွက်အရေးကြီးတာဖြစ်တယ်ဒါမှကျွန်တော်တို့တွေကဘေးကနေလွတ်မြောက်လာတယ်ရောအနောရဲ့အမူဝါဒဖြစ်တဲ့ဘာဘူးလုံကနေကျွန်တော်တို့လွတ်မြောက်ခြင်းရှိမှာဖြစ်ပါတယ်နောက်ဆုံးခေါင်းစဉ်ကကြတော့တန်ရှင်သောမြို့တော်၌နေထိုင်တဲ့သူများတန်ရှင်တဲ့မြို့တော်၌နေထိုင်တဲ့သူတွေကတော့ကျွန်တော်အားလုံးသိထားတဲ့အတိုင်းပဲเนาะဓမ္မဟောင်းတန်ရှင်သူတွေဓမ္မတိတန်ရှင်သူတွေအားလုံးပါဝင်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီမြို့မှာ၄ဘက်၄လံရှိတဲ့အရှိမြောက်တောင်အနောက်တမျက်နာစီမှာအပေါက်၃ပေါက်เนาะဒီနေ့လေးမျက်နှာเนาะတကား12ပေါက်မှာရှိနေတဲ့တကပေါက်မှာဆိုလို့ရှိရင်ဣသရေလလူမျိုး12မျိုးရဲ့အမည်နာမကိုရေးထိုးထားတယ်ဆိုတဲ့အရာဟာเนาะပြီးတော့ဒီမြို့ရဲ့တိုက်မြင့်เนาะမြို့ရဲ့အမြင့်ကိုတည်တဲ့အခါမှာသိုးတငယ်ဆိုတဲ့တမန်တော်เนาะသိုးတငယ်ရဲ့တမန်တော်12ပါးရဲ့အမည်နာမတွေကိုမြို့ရိုးမှာရေးထိုးထားတာဖြစ်တယ်ဣသရေလလူမျိုး12မျိုးရဲ့အမည်နာမသည်ဓမ္မဟောင်းတန်ရှင်းသူတွေအားလုံးကိုကိုးစားပြုပြီးတော့เนาะတမန်တော်12ပါးဆိုဓမ္မတိယုံကြည်သူတွေအားလုံးကိုကိုးစားပြုတာဖြစ်တဲ့အတွက်ကြောင့်မလို့ယေရုရှလင်မြို့တစ်ဟာဓမ္မဟောင်းမှာရှိတဲ့ဖခင်ရဲ့လူတွေရောဓမ္မတစ်မှာရှိတဲ့ဖခင်ရဲ့လူတွေအားလုံးပါဝင်မှာဖြစ်တယ်ဆိုတဲ့အရာပေါ့နော်ဒီလုကာကျမ်းမှာဆိုလို့ရှိရင်လည်းကျမတို့မြင်တွေ့နိုင်တဲ့အရာအာဗြဟံဣဇက်ယာကုပ်မှစပြီးပရောဖက်အပေါင်းတို့ဟာဘုရားသခင်နိုင်ငံတော်ထဲကိုဝင်၍တင်တို့သည်အပြင်တို့နေထုတ်ခြင်းကိုခံရသောအခါငိုကြွေးခြင်းအံသွားကြိတ်ခဲခြင်းရှိလက်တန်းလို့ပြောထားတဲ့အရာရှိတယ်ဘုရားသခင်နိုင်ငံတော်မှာအာဗြဟံဣဇက်ယာကုပ်စတဲ့တန်ရှင်းသူတွေကလည်းပဲเนาะဒီနေ့ဝင်ရောက်နော်ဒီနေ့ချင်းရှိမယ်ဆိုတဲ့အရာပြီးတော့အရှိအနောက်တောင်မြောက်အရက်လေးမျက်နှာမှာရှိတဲ့သူတွေလည်းပဲနော်ဝင်ရောက်မယ်ဆိုတဲ့အရာကဓမ္မဟောင်းတန့်ရှင်းသူတွေဓမ္မတိတန့်ရှင်းသူတွေဟာနိုင်ငံတော်ထဲကိုဝင်ရမှာဖြစ်ပေမဲ့တချို့သောသူတွေကတော့ပြင်ရမောင်မဲ့အန်သွားကြိတ်ခဲချင်းမှလည်းတွားရဖို့ရန်အတွက်ရှိတယ်ဆိုတဲ့နေရာ၃နေရာကိုလည်းဖော်ပြထားတာကိုကျမတို့မြင်တွေ့ရတယ်။တနည်းပြောမှဆိုလို့ရှိရင်တော့ယေရုရှလင်မြို့တစ်မှာတော့ဓမ္မဟောင်းတန့်ရှင်းသူတွေဓမ္မတိတန့်ရှင်းသူတွေနှမျိုးနဲ့ယောနောပေါင်းစည်းထားတဲ့မြို့တော်တစ်ခုဖြစ်တယ်။ဤလူနှစ်စုဟာဘုရားသခင်နိုင်ငံတော်နဲ့ပါဝင်သောသူများဖြစ်ကြတာဖြစ်တယ်။ဒါကြောင့်သူတို့အားလုံးဟာယေရုရှလင်မြို့တစ်နဲ့အတူတကွဝင်ရောက်ရမှာဖြစ်ပါတယ်တဲ့။ပြီးတော့လေနော်ဒီအောက်မှာဆက်ပြီးတော့ဖော်ပြထားတဲ့အရာမှာလေထိုသူအပေါင်းတို့သည်ယုံကြည်ခြင်းအဖြစ်ချီးမွမ်းခြင်းတို့ရောက်တော်လဲဂရိတော်အတိုင်းအကျိုးကျေးဇူးမခံရကြတဲ့အဘယ်ကြောင့်နိဟုမူသာထိုသူသည်ငါတို့မပါဘဲနဲ့စုံလင်ခြင်းတို့မရောက်ရမည်အကြောင်းဘုရားသခင်သည်ဓမ္မဟောင်းတန်ရှင်းသူအားလုံးကိုစောင့်နေစေသည်တဲ့ဒါဆိုလို့ရှိရင်အထူးသဖြင့်ချီဆောင်ခြင်းလာမဲ့အချိန်နိုင်ငံတော်ထဲကိုဝင်ရောက်ဖို့ရန်အတွက်ချီဆောင်ခြင်းလာတဲ့အချိန်မတိုင်မီအထိဓမ္မဟောင်းတန်ရှင်းသူတွေအားလုံးဟာဗမာပဲရှိနေစေဖြစ်တယ်လဲဆိုလို့ရှိရင်เนาะအောက်ရက်
ရက်ထဲမှာပဲရှိနေစေဖြစ်တယ်ချီဆောင်ချင်းမလာမချင်းအချိန်အထိပြည့်စုံတဲ့အချိန်ကာလမရောက်မချင်းအချိန်အထိဆိုလို့ရှိရင်ဖခင်ရဲ့လူတွေအားလုံးဟာနော်အောက်အရက်ထဲမှာပဲဆက်ပြီးတော့ရှိနေကြစေဖြစ်တယ်ဆိုတာဒီအချက်အားဖြင့်ကျမတို့ရှင်းလင်းနိုင်တာဖြစ်တယ်ပေါ့နော်စုံလင်ချင်းကိုရောက်ပြီးတော့မှပဲသူတို့ဟာနိုင်ငံတော်ထဲကိုအမွေခံရမယ်ဒါဆိုဒီခုနလူကာကျမ်းမှာပြောထားတဲ့တချို့သောသူတွေကကြတော့အန်သွားခဲကျိတ်ချင်းကိုတွားရဖို့ရရှိတဲ့တတိပေးချက်ပေါ့နော်ဒါကဘယ်ခေတ်ကာလအတွက်အဓိကအထူးเนาะရည်ညွှန်းဖော်ပြလဲဆိုလို့ရှိရင်နိုင်ငံတော်ခေတ်ကာလထဲကိုဝင်စားမဲ့လူစုထဲမှာမပါဝင်တဲ့လူတွေကိုရည်ညွှန်းဖော်ပြထားတာဖြစ်တယ်ဒါဆိုလို့ရှိရင်နိုင်ငံတော်ခေတ်ကာလမှာကတည်းကဝင်ရောက်ဝင်စားမဲ့သူတွေဟာเนาะအောင်မြင်တဲ့သူတွေအစုထဲမှာဆိုလို့ရှိရင်ဓမ္မဟောင်းတန်ရှင်းသူတွေဓမ္မတစ်တန်ရှင်းသူတွေပါဝင်တယ်ဆိုတဲ့အရာကိုတွေ့ရတယ်ဒီနောက်ဆုံးယေရုရှလင်မြို့တည်ရဲ့နော်အနေထားကိုကြည့်ပြီးဆိုလို့ရှိရင်တော့ဖခင်ရဲ့လူတွေအားလုံးစုစုပေါင်းဟာပါဝင်မှာဖြစ်တယ်ဆိုတဲ့အရာကိုကျမတို့မြင်တွေ့ရတာဖြစ်တယ်ပြီးတော့အေးဖက်နှစ်တစ်ခန်းလုံးကိုကျမတို့ပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်အရင်တုန်းကငါတို့တွေဟာတဲ့နော်ဒီနေ့ရန်သူဖြစ်ခဲ့ကြတယ်ဒါပေမဲ့အဲ့ဒီလိုမျိုးရန်ညိုးဖွဲ့ခြင်းစကြအုတ်တိုင်းနံရံကိုကိုတို့ဟာချိုးဖက်ခဲ့ပြီးဖြစ်တယ်ဖြိုဖျက်ခဲ့ပြီးဖြစ်တယ်အရင်တုန်းကတော့ဖခင်သခင်နဲ့ငါတို့ဟာနော်အဝေး၌ရှိနေပေမဲ့အခုအသွေးတော်အားဖြင့်အနီးကိုရောက်ကြပြီဖြစ်တယ်နော်ပြည့်ညတ်တရားအားဖြင့်နော်ဒီနေ့ဒီပြည့်ညတ်တရားအားဖြင့်တပားအမျိုးသားနဲ့ဂျူးလူမျိုးတွေနဲ့တပားအမျိုးသားတွေဟာခြားနာခြင်းရှိခဲ့ပေမဲ့ဒီနေ့ခရစ်တော်ရဲ့အသေးခံခြင်းဒီအုတ်တိုင်းကိုနော်ဒီနေ့ချိုးဖျက်လိုက်ခြင်းအားဖြင့်ကျမတို့တွေဟာဒီနေ့လူနှစ်စုဟာတစုတည်းဖြစ်သွားတယ်ဆိုတဲ့အရာကိုကျမတို့မြင်တွေ့ရတယ်ဟုတ်တယ်အရင်တော့ကတော့ဖခင်နဲ့ကျမတို့ဟာရန်သူဖြစ်တယ်ဒါပေမဲ့အသွေးတော်အားဖြင့်အနီးကိုကျမတို့ရောက်ကြပြီးသားမကဘူးဖခင်နဲ့ကျမတို့ပြန်နီးဆိုင်တာမကဘူးเนาะဒီနေ့လူမျိုးနှမျိုးဖြစ်တဲ့เนาะတပားအမျိုးသားနဲ့ဖခင်ရဲ့လူမျိုးလို့ပြောတဲ့ဣသရေလလူမျိုးတွေအားလုံးဟာလည်းပဲလူမျိုးတစ်မျိုးအနေနဲ့ဧည့်သည်เนาะဒီတနည်းအားဖြင့်ကျမတို့တွေဟာဖခင်ရဲ့အမျိုးအနွယ်တွေပြန်ဖြစ်ကြပြီးမိသားစုတစုတည်းပြန်ပြီးတော့ဖြစ်ကြပြီဆိုတဲ့အရာပေါ့နော်အဲ့ဒီအရာဟာနောက်ဆုံးယေရုရှလင်မြို့တစ်နော်ယေရုရှလင်မြို့တစ်ဒီခွဲခြားခြင်းခြားနာခြင်းအလင်းမရှိတော့ဘဲနဲ့အားလုံးဟာလူမျိုးစုတစုအနေနဲ့ကျမတို့ပြန်ပြီးတော့မြင်တွေ့ရမယ်အရာဖြစ်တယ်ဒါကြောင့်ဘုရားသခင်ကိန်းဝေးရာဓမ္မဟောင်းတက်ဘုရားသခင်ကိန်းဝေးရာဟာဓမ္မဟောင်းတန့်ရှင်းသောသူများနဲ့ဓမ္မတစ်တန့်ရှင်းသူများနှစ်ခုစလုံးပါဝင်တာဖြစ်တယ်အာဗြဟံဣဇက်နှင့်ယာကုပ်တို့သည်လည်းထိုနေရာ၌ရှိကြပြီးကျွန်ုပ်တို့သည်လည်းထိုနေရာ၌ရှိကြမှာဖြစ်ပါတယ်။ဏိဂုံးချုပ်အနေနဲ့ဆိုရင်တော့ကောင်းကင်တင်းနှင့်မြေကြီးသည့်အချိန်ကာလ၌အသက်ရှင်သောဘုရားသခင်၏လူများအားလုံးယေရုရှလင်မြို့တင်၌ပါဝင်ကြမှာဖြစ်ပါတယ်။အာမင်ဒါကတော့เนาะစာမျက်နှာ156အထိဝေစုကိုပြန်ပြီးတော့စီစဉ်တာဖြစ်ပါတယ်။အာမင်။အာမင်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 